ဒီနေ့မှာတော့ရှင်နေတူဖြစ်တဲ့အမားဖြစ်သူကိုတိတ်ဆိတ်ကာကွယ်ပေးခဲ့ရင်ဆောက်ရှောက်လာခဲ့တဲ့လူငယ်လေးကနေရာသိမ်းစီတဲ့အမှုတစ်ခုနဲ့ပတ်သက်ပြီးလူမိုက်ကြီးတွေရဲ့အညှိုးထားခြင်းကိုခံခဲ့ရပြီးအသက်အန္တရာယ်ရန်ပြုခြင်းခံလာခဲ့ရတဲ့အမားဖြစ်သူအတွက်ကာကွယ်ပေးဖို့ကြိုးစားရင်တစ်ချိန်ကသိဆုံးသွားခဲ့တဲ့မိဘတွေကအဆိုပါလူမိုက်ကြီးတွေရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့အကြောင်းအရာတစ်ခုကိုသိရှိသွားခဲ့တဲ့အချိန်မှာတော့ဘလို့တွေလက်တုံးပြန်သွားမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ်အရှင်စကားကောင်းလေးတကားကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Recover Channel ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်အားလုံးမင်္ဂလာပါအိန္ဒိယစကားများကိုတည်တံ့တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recover Channel နဲ့နိုင်ငံတကာစကားအစုံကိုတင်ဆက်ပေးသွားမယ့် Recover ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်ဖို့ Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာဇလန်လေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်ပဲဖြစ်ပါတယ်ရှင်နေတူဖြစ်တဲ့ကတ်စတူရီယာစီကန်ဂျီပီတရားမျှတမှုကိုမျက်နှိုးသူတူဖြစ်တာကြောင့်သူမရဲ့နေစဉ်ဘဝကိုလည်းဖျားတရားနဲ့ပဲစတင်လေးရှိပါတယ်။သူမရဲ့ခင်မုန်းဖြစ်သူဗာစုကတော့စူပါမားကတ်တစ်ခုရဲ့ပိုင်ရှင်ဖြစ်ပြီးသူတို့နှစ်ယောက်မှာသားသမီးရန်နာမရှိကြသေးပါဘူး။ကတ်စတူရီကတော့ဖျားဝတ်ပြုပြီးတာနဲ့အိမ်တွင်းလုပ်တွေကိုတက်ကြွစွာလုပ်ကိုင်ရင်းခင်မုန်းဖြစ်သူအတွက်လည်းမနက်စာကိုဂီရုဆိုင်ပြင်ဆင်ပေးခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့တရားရုံးမှာရင်ဆိုင်နေခဲ့ရတဲ့မှုခင်းတွေအတွက်စိုးရိမ်ပူပန်မှုတွေရှိနေခဲ့ပါတယ်။တရားမှာတော့တရားရုံးတော်မှာရှင်းနေဖြစ်တဲ့ကတ်စတူရီယာအမှုသည်ဖြစ်သူအငိမ့်စားဝင်တဲ့စနီးပေါင်တဲ့အတွက်တရားမျှတမှုကိုရဖို့အစွမ်းကုန်ကြိုးစားအားထုတ်နေခဲ့ပါတယ်။အဲ့ဒီစနီးပေါင်တဲ့ဟာသူတို့ရဲ့တသက်သားလုံးပင်ပင်ပန်းပန်းနဲ့စုဆောင်းထားခဲ့တဲ့ငွေကြေးတွေနဲ့ဝယ်ယူခဲ့တဲ့မြေကွက်ကိုမတရားသိမ်းဆည်းခံထားခဲ့ရတာကြောင့်မျောလင်းချက်တွေမဲနေခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ကတ်စတူရီယာတရားသူကြီးကိုဖြစ်စဉ်အသေးစိတ်နဲ့အထောက်အထားတွေကိုတင်ပြနေခဲ့တဲ့အချိန်မှာပဲတပတ်ရှင်တွေကတော့ဒီမျိုးစုံနဲ့ကန့်ကွက်မှုတွေကိုလှုပ်ဆောင်လာခဲ့ပါတယ်။အဲဒီအချိန်မှာပဲအမှုရဲ့တရားခံဖြစ်သူအာရီလောင်စီနူးကတရားရုံးအတွင်းကိုဝက်ကောင်ဆာလာတွေဝတ်ဆင်ကရောက်ရှိလို့လာခဲ့ပါတယ်။သူဟာဒီမျိုးရဲ့ဩဇာအာဏာကြီးတဲ့လူမိုက်ခေါင်းဆောင်တူဖြစ်တာကြောင့်တရားရုံးတော်ရဲ့စီကံတွေကိုလည်းလေးစားမှုမရှိပဲခရဲရဲပဲရှောက်လန်းလာခဲ့ပါတယ်။တရားသူကြီးကဘာကြောင့်နောက်ကျရတာလဲလို့မေးမြန်းခဲ့တဲ့အချိန်မှာတော့သူကဖះเจ้าသွားနေတာကြောင့်နောက်ကျရတာဖြစ်ပြီးတရားသူကြီးရဲ့ကျမ်းမာရေးအတွက်ပါဆူတောင်းပေးခဲ့ပြီးအလူကန်ပစ္စည်းပြည့်ပြည့်စုံစုံကိုလည်းတရားသူကြီးရဲ့အိမ်မှာတွားရောက်ပို့ဆောင်ပေးထားပါတယ်လို့ပြောဆိုလိုက်တာနဲ့တပြိုင်နက်တရားသူကြီးရဲ့မျက်နှာကမှုရသလိုချက်ချင်းပဲပြုံးသွားခဲ့ပါတယ်။စီနူရဲ့ရှင်တွေကတင်ပြလာတဲ့ထောက်ထားတွေဟာအတူရောင်တွေဖြစ်ကြောင်းမြေပုံတွေနဲ့လက်ပတ်တွေကိုလိမ့်လှည့်ထားကြောင်းကတ်စတူရီကသိရှိနေခဲ့ပေမဲ့လည်းတရားသူကြီးကတော့အဲ့ဒီအတူရောင်စာရွက်စာတမ်းတွေကိုပဲအတီးပြုတ်ပြီးအမှုရဲ့ရလက်ကိုအာရီလောင်စီနူဘက်ကအနိုင်ပေးခဲ့ပါတော့တယ်။ဒီမတရားတဲ့ဆုံးဖြတ်ချက်ကြောင့်ကတ်စတူရီဟာအလုံးကိုစိတ်ပြက်အာရုံသွားခဲ့ရပြီးအမှုတဲ့စနီးမောင်နှံကလည်းမျက်ရည်တွေနဲ့အတူသူတို့ရဲ့ဘဝတစ်ခုလုံးဆုံးရှုံးသွားရသလိုခံစားခဲ့ရပါတယ်။တရားရုံးရဲ့ပြင်ပကိုရောက်ရှိလာခဲ့တဲ့အခါမှာလည်းစီနူကကတ်စတူရီကိုလှောင်ပြောင်တယောခဲ့ပြီးဒီလောကမှာတရားမျှတမှုထက်ငွေနဲ့အာဏာကသာအရာရာကိုဆုံးဖြတ်ထားတာဖြစ်ကြောင်းကတ်စတူရီအနေနဲ့ဘယ်တော့မှသူ့ကိုအနိုင်ယူနိုင်မှာမဟုတ်ကြောင်းကိုလည်းစော်ကားမော်ကပြောဆိုသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းပင်လယ်ကမ်းခြေမှာပြေးလွှားလေ့ကျင့်နေခဲ့တဲ့ကာသစ်ဟာဂျန်ခိုင်တန်ဆွမ်းတဲ့လူငယ်တစ်ယောက်ဖြစ်ပြီးသူ့ရဲ့မားဖြစ်သူကတ်စတူရီရဲ့ရှေ့မှာတော့အေးစေးတည်ငြိမ်တဲ့မောင်လေးအလိမ္မာလေးတူလိုနေထိုင်တတ်ပါတယ်။တကယ်တော့သူဟာမတရားမှုကိုတိတ်တဆိတ်နှင်းနေတဲ့လက်တုံ့ပြန်သူတူဖြစ်ပြီးအာရီလောင်စီနူရဲ့ရာဇဝတ်ကိုင်းတွေကိုဖြုတ်ခွင်းမှုအမြဲတမ်းအသင့်ပြင်ထားတဲ့သူလည်းဖြစ်ပါတယ်။ကာသစ်ဟာစီနူရဲ့လူမိုက်တွေစုဝေးနေခဲ့တဲ့ဂိုဒေါင်ကြီးတစ်ခုအတွင်းကိုရဲရဲဝံ့ဝင်ရောက်သွားခဲ့ပါတယ်။အဲဒီမှာရှိတဲ့လူမိုက်တွေကသူ့ကိုဝိုင်းဝန်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ကြပေမယ့်ကာသစ်ရဲ့ပြင်းထန်လာတဲ့လက်သီးချက်တွေနဲ့ကန်ချက်တွေအောက်မှာတော့တယောက်ပြီးတယောက်လဲကျသွားခဲ့ရပါတယ်။ကာသစ်ရဲ့တိုက်ခိုက်ရေးစွမ်းရည်ဟာအမခန်းလောက်အောင်ကောင်းမွန်နေခဲ့ပြီးရန်သူတွေရဲ့ရိုင်းနှက်မှုတွေကိုပပနက်နက်နဲ့ရှောင်းတိန်ကပြန်လဲတိုက်ခိုက်နေခဲ့တဲ့ပုံစံဟာတကယ်ကိုသူ့ရဲကောင်းတယောက်လိုပါပဲ။သူဟာရန်သူအုပ်စုလိုက်ကိုနှိမ်နှင်းနိုင်ခဲ့သလိုစီနူရဲ့အဓိကလူယုံတွေကိုလည်းပညာပေးခဲ့ပါတယ်။ဒါပေမဲ့ဒီလိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့
ကာတစ်ဟာအင်ကိုပြန်ရောက်လာပြီးဘာမှမဖြစ်ခဲ့သလိုပဲဝစ်စားတွေကိုလည်းကမိသားစုနဲ့အတူထမင်းစပွဲမှာဝင်ထိုင်နေခဲ့ပါတယ်သူဟာသူ့ရဲ့လျှို့ဝှက်ချက်တွေကိုအမားဖြစ်သူမသိအောင်အမြဲတမ်းဖုံးကွယ်ထားလိရှိပါတယ်ဒါပေမဲ့ကက်စတူရီကတော့ကာတစ်တယောက်ဒီမျိုးမှာဆက်နေရင်အန္တရာယ်ရှိနိုင်တယ်လို့ယူဆနေခဲ့တာကြောင့်သူကိုနိုင်ငံခြားသွားဖို့ဗီဇာကိစ္စတွေကိုအတင်းကျပ်စီစဉ်ခိုင်းနေခဲ့ပါတယ်သူမဟာကာတစ်ရဲ့လုံခြုံရေးအတွက်အရန်ကိုစိုးရိမ်ပူပန်နေခဲ့ပြီးကာတစ်ကိုလည်းအလောက်ကိုင်မရှိပဲရှောက်သွားနေတဲ့လူငယ်တစ်ယောက်လိုပဲထင်မှတ်ထားခဲ့ပါတယ်။တမင်းစပွဲမှာကက်စတူရီကကာတစ်ကိုဗီဇာအင်တာဗျူးအောင်မြင်အောင်လုပ်ဖို့နဲ့အကယ်၍ဒီတစ်ခါမှမအောင်ရင်တော့သူမနဲ့ပတ်သက်မှုကိုဖြတ်တောက်ပြစ်မဲ့လို့အထိပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပါတယ်။ကာတစ်ဟာအမားဖြစ်သူကိုအရန်ကိုချစ်တာကြောင့်ဘာမှပြန်မပြောနိုင်ပဲငြိမ်ခံနေခဲ့ရပါတယ်။ကက်စတူရီဟာကာတစ်ကိုအဝေးကိုပို့ချင်တဲ့အဓိကအကြောင်းရင်းကတော့သူမကိုယ်တိုင်အာရီလောင်စီနူတို့လိုလူစားမျိုးတွေနဲ့ရင်ဆိုင်နေခဲ့ရတာကြောင့်ကာတစ်ကိုပါဒုက္ခရောက်သွားမှာကိုမလိုလားတာကြောင့်လည်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့ကာတစ်ဟာသူ့ရဲ့တငယ်ချင်းဖြစ်သူနဲ့အတူကမ်းခြေမှာအစီအစဉ်တစ်ခုကိုဆွေးနွေးခဲ့ကြပါတယ်။ကာတစ်ရဲ့မားဖြစ်သူကက်စတူရီကသူ့ကိုအလောက်ကိုင်တိကျရှိစေခြင်းပြီးနိုင်ငံခြားကိုလွှတ်ဖို့ကြိုးစားနေခဲ့တာကြောင့်ကာတစ်ဟာနိုင်ငံခြားကိုမသွားရအောင်ရဲစခန်းမှာအမှုတစ်ခုဖြစ်ပြီးနာမည်ပြစီရင်အသွင်ခံရဖို့အတွက်တမင်တကာကြံစီနေခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်လဲသူဟာစားတောက်ဆိုင်တစ်ခုမှာအမျိုးသမီးတစ်ယောက်နဲ့တွားရောက်တွေ့ဆုံခဲ့ပြီးသူကိုယ်သူနာမည်ဆိုးထွက်အောင်အမျိုးမျိုးဟန်ဆောင်ပြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးကသူထင်သလောက်သူ့ကိုအမှုဖွင့်မဲ့ပုံစံမျိုးမပြဘဲဝေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုသာစိတ်ဝင်စားနေခဲ့တာကြောင့်ကာတစ်ရဲ့စီစဉ်ဟာပထမအချိန်မှာတော့မအောင်မြင်ခဲ့ပါဘူး။ကာတစ်ဟာလမ်းမလျှော့ပဲကမ်းခြေမှာထမှန်စောင့်ဆိုင်နေတော့မှပဲဆိုင်ကယ်စီးနဲ့ဝက်ကောင်းဆာလာဝတ်ဆင်ထားတဲ့မဟာလက်ရှ်မီဆိုတဲ့မျိုးသမီးတစ်ယောက်ကရောက်ရှိလာခဲ့တာကိုတွေ့လိုက်ရပါတယ်။မဟာလက်ရှ်မီဟာအရန်ကိုစိတ်ကြီးပြီးလူအများရဲ့အချမ်းမှာထင်းထင်းရှားရှားရှိနေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့်ကာတစ်ကသူမကိုသူ့ရဲ့နောက်ထပ်ပြစ်မှတ်အဖြစ်သတ်မှတ်ခဲ့ပါတယ်။မဟာလက်ရှ်မီဟာတစုံတူကိုရှာဖွေနေတဲ့ပုံစံမျိုးနဲ့ကာတစ်စီကိုရောက်လာခဲ့ပြီးဆိုင်ကယ်နဲ့ဘောင်းပို့ပေးဖို့ခက်ရဲရဲပဲအကူအညီတောင်းခဲ့ပါတယ်။ဒါဟာကာတစ်အတွက်တော့အခွင့်အရေးကောင်းတစ်ခုဖြစ်သွားခဲ့ရတာလည်းဖြစ်ပါတယ်။သူမနဲ့အတူလိုက်သွားခဲ့ရင်ပြဿနာရှာဖို့အတွက်ကာတစ်ကဆုံးဖြတ်ထားခဲ့ပါတယ်။သူတို့နှစ်ယောက်စီယုံတစ်ခုကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့မဟာလက်ရှ်မီဟာလူမှုကွန်ရက်ပေါ်မှာတွေ့လိုက်ရတဲ့သွေးလူရှင်လိုအပ်နေတဲ့ဆိုတဲ့သတင်းကြောင့်အမျက်ဆုံးရောက်လာခဲ့တာဖြစ်မှန်းသိလိုက်ရပါတယ်။သူမဟာရာဂျူးဆိုတဲ့လူတစ်ယောက်အတွက်သွေးလူဖို့အရန်ကိုစိတ်အားထက်သန်နေခဲ့ပါတယ်။ဒါပေမဲ့စီယုံကဆရာဝန်နဲ့တွေ့ဆုံခဲ့တဲ့အခါမှာတော့အဲလူဟာလွန်ခဲ့တဲ့6လကတည်းကစီယုံကနေဆင်းသွားပြီဖြစ်ကြောင်းနဲ့လူမှုကွန်ရက်ကသတင်းဟောင်းတွေကြောင့်လူတွေဟာသွေးလာလူနေကြတော့မဲလို့သိရှိခဲ့ရတဲ့အခါမှာမဟာလက်ရှ်မီတရားအရန်ကိုရှက်သွားခဲ့ပါတယ်။ဒါကိုမြင်လာရတဲ့ကာတစ်ကတော့သူမရဲ့စိတ်ရင်းစေတနာကိုမြင်တွေ့သွားခဲ့ပါတယ်။အဲဒီနောက်မဟာလက်ရှ်မီဟာကာတစ်ရဲ့ဆိုင်ကယ်ပေါ်မှာလိုက်ပါလာခဲ့ရင်လူမှုရေးတာဝန်သိမှုတွေအကြောင်းနဲ့သူမရဲ့ခံယူချက်တွေကိုပြောပြနေခဲ့ပါတယ်။ကာတစ်ကတော့သူမကိုစားနောက်ဖို့သာကြိုးစားနေခဲ့ပါတယ်။ကမ်းခြေကိုပြန်ရောက်လာခဲ့တဲ့အခါမှာတော့ကာတစ်ဟာသူမကိုလက်ထပ်ဖို့အထိစကားတွေနဲ့စားနောက်ပြီးပြဿနာရှာဖို့ကြိုးစားခဲ့ပါတယ်။မဟာလက်ရှ်မီကလည်းသူမရဲ့အဖေဟာအရှိန်ဝါကြီးတဲ့ရဲရရှိ ACP တယောက်ဖြစ်တာကြောင့်ကာတစ်အနေနဲ့သတိထားဖို့သတိပေးစကားကိုပြောဆိုသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းမျိုးတစ်ကိုရောက်ရှိလာခဲ့တဲ့ ACP ရဲရရှိကြီး KA ဆိုင်ဗီဂရန်ကသူဟာရဲတပ်ဖွဲ့ဝင်တွေကိုတင်းတင်းကြပ်ကြပ်အုပ်ချုပ်ပြီးတရားဥပဒေစိုးမိုးရေးအတွက်အားထုတ်ခွန်ဆိုင်လှုပ်ဆောင်မဲ့ပုံစံမျိုးပြောဆိုနေခဲ့ပါတယ်။မျိုးသူမျိုးသားတွေရဲ့ဂျာမာတော့သူဟာအရန်ကိုစီကံကြည့်ပြီးကြောက်စရာကောင်းတဲ့အရာရှိတစ်ယောက်ဖြစ်နာမည်ကြီးနေခဲ့ပါတယ်။ဒါပေမဲ့အင်ကိုပြန်ရောက်လာခဲ့တဲ့အခါမှာတော့သူဟာသူဇနီးရဲ့ဩဇာကိုကြောက်ရတဲ့ခင်မိုးတဲ့တစ်ယောက်ဖြစ်နေခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်။သူဟာအပြင်မှာဘလောက်ပဲအရှိန်ဝါဝါပြအိမ်မှာတော့ဇနီးဖြစ်သူစိတ်ဆိုးမှာကိုအရန်ကိုစိုးရိမ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းကက်စတူရီဟာဗီဂျာယာဝါရာကိုတွားရောက်ပြီးနာမည်ကြီးဒုစရိုက်သမားတွေဖြစ်တဲ့ကိုဗင်ဒါဘာနဲ့ဘာဒါဒါရတီတို့ရဲ့မတရားမြေသိမ်းမှုတွေနဲ့ဒုစရိုက်လုပ်ငန်းတွေကိုဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။သူမဟာအဖိုးရှိဘာရာဥဆောင်တဲ့ရွာသားတွေနဲ့အတူတရားသူကြီးတယောက်ကိုတွားရောက်တွေ့ဆုံပြီးကိုဗင်ဒါဘာရဲ့မတရားမှုတွေကိုရေးယူဝေဖို့တင်ပြခဲ့ပါတယ်။အဲ့ဒီတရားသူကြီးကကိုဗင်ဒါဘာရဲ့အန်ဒီယကကြီးမားလွန်ခဲ့တာကြောင့်ကက်စတူရီကိုသတိထားဖို့နဲ့အမှုကိုလက်လျှော့လိုက်ဖို့ပြောဆိုအကြံပြုခဲ့ပေမဲ့သူမကတော့တရားမျှတမှုအတွက်အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ပြက်ပြက်သားသားပြောဆိုခဲ့ပါတယ်။ဒီသတင်းကိုကိုဗင်ဒါဘာသိရှိသွားခဲ့တဲ့အခါမှာတော့သူဟာအရန်ကိုဒေါသထွက်သွားခဲ့ပါတယ်။ကိုဗင်ဒါဘာဟာ
သူ့ရဲ့ရှိန်ဝါကိုထိပါလာတဲ့ဘသူကိုမဆိုတပ်ပစ်ဖို့ဝေမလေးတဲ့သူဖြစ်ပါတယ်။သူဟာမိုးရီတီတန်စွာရွာသွန်းနေတဲ့ညတညမှာပဲတရားသူကြီးရဲ့အိမ်ထဲကိုအတင်းဝင်ရောက်လာခဲ့ပါတယ်။ကိုဗင်ဒါဘာနဲ့သူ့ရဲ့လူမိုက်ဖွဲ့ဟာတရားသူကြီးရဲ့အိမ်မှာလျှက်စစ်မီးတွေဖျက်တောက်ပြီးတရားသူကြီးနဲ့သူ့ရဲ့ဇနီးကိုချင်းချောက်ခဲ့ပါတယ်။ကိုဗင်ဒါဘာဟာဂက်စတူရီတင်ပြထားတဲ့တရားစွဲဆိုချက်စာရွက်စာတမ်းတွေကိုမီးရှို့ဖျက်ဆီးပစ်ခဲ့ပြီးတရားသူကြီးတို့ဇနီးမောင်နှံကိုလည်းတပ်ဖြတ်ပစ်ခဲ့ပါတယ်။ကာတက်တရားအပြင်သွားဖို့ပြင်ဆင်နေခဲ့တဲ့အချိန်မှာပဲစပွဲပေါ်မှာတင်ထားတဲ့သူ့မဂက်စတူရီရဲ့ဖုန်းစီကိုဖုန်းခေါ်ဆိုမှုတစ်ခုကဝင်ရောက်လာခဲ့ပါတယ်။ဖုန်းခေါ်ဆိုတဲ့သူကတော့အဖိုးရှိပါရာဖြစ်နေတာကြောင့်ကာတက်ကဖုန်းကိုယူလိုက်ပြီးအောက်ထပ်မှာအလုရှုံနေတဲ့သူ့မဂက်စတူရီစီကိုတွားရောက်ပေးရခဲ့ပါတယ်။ဂက်စတူရီကဖုန်းကိုကင်လိုက်တဲ့အချိန်မှာပဲဖုန်းထဲကနေအဖိုးရှိပါရာကတုံရီနေတဲ့အတန်းနဲ့တရားသူကြီးနဲ့သူ့ရဲ့ဇနီးတို့အသက်ခံလိုက်ရပြီဆိုတဲ့သတင်းစိုးကိုပြောပြခဲ့တဲ့အခါမှာတော့ဂက်စတူရီလည်းဆွန့်အားသွားခဲ့ပါတယ်။ဒီသတင်းကသူမအတွက်တော့မယုံနိုင်စရာကောင်းတော့အောင်ကိုထိတ်လန့်စရာပါပဲ။ကာတစ်ကတော့ဘာမှမသိသေးပဲဘေးကနေပမုတ်စားရင်ကြည့်နေတော့မှာပဲ။ TV သတင်းကနေလဲတရားသူကြီးရာမာခရစ်နာနဲ့သူ့ရဲ့ဇနီးတို့ဟာတကူရီရဲ့တပ်ဖြတ်ခြင်းကိုခံလိုက်ရတယ်ဆိုတဲ့သတင်းကိုကြေညာနေခဲ့ပါတယ်။ဂက်စတူရီကတော့ဒါဟာရိုးရိုးခိုးမှုမဟုတ်ပဲတစုံတစ်ယောက်ကရည်ရွယ်ချက်ရှိရှိလှုပ်ချန်ခိုင်းတာလို့ချက်ချင်းပဲရိပ်မိသွားခဲ့ပါတယ်။သူမရဲ့မျက်လုံးတွေထဲမှာဝမ်းနည်းမှုတွေရောဒေါသတွေပါရောရှက်နေခဲ့ပြီးဒီမတရားမှုကိုဘလို့ရင်ဆိုင်ရမလဲဆိုတာကိုလည်းတွေးတောနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ကာတစ်တရားမြို့ထဲကဂုံတိုင်းတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။အဲဒီမှာမဟာလက်ရှ်မီနဲ့သူမရဲ့တငယ်ချင်းတို့ကဈေးဝယ်နေခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်။ကာတစ်ကတော့မဟာလက်ရှ်မီကိုမြင်တာနဲ့နောက်ပြောင်ခြင်းစိတ်တွေပေါက်လာခဲ့ပြီးသူမတို့ရဲ့ရှေ့ကိုရောက်ရှိသွားခဲ့ကဟန်နီမွန်အကြောင်းတွေပြောဆိုပြီးစနှောက်နေခဲ့ပါတယ်။မဟာလက်ရှ်မီကတော့သူ့ကိုအတော်လေးစိတ်ပြက်နေခဲ့ပြီးဒေါသတွေထွက်နေခဲ့ပေမဲ့ကာတစ်ကတော့လုံးဝဂိူးမဆိုင်ပဲသူမကိုတစ်ချိန်လုံးလိုက်လံနှောက်ယှက်နေခဲ့ပါတယ်။သူဟာမဟာလက်ရှ်မီရဲ့စိတ်ကိုစွာပေးပြီးသူမစီကနေတုံ့ပြန်မှုတစ်ခုခုကိုရအောင်သမင်တကာလှုပ်ဆောင်နေခဲ့ပါတယ်။ကာတစ်ကစပိန်နဲ့ရောဆိုင်ကယ်နဲ့ပါတကောက်ကောက်လိုက်နေခဲ့ပါတယ်။ကျောင်းဝင်းထဲမှာဖြစ်ဖြစ်ကော်ဖီဆိုင်မှာဖြစ်ဖြစ်ကာတစ်ကတော့သူမရဲ့မျက်စိရှိကနေပြောင်းမသွားခဲ့ပဲအမျိုးမျိုးခြောက်လန့်လိုက်စနှောက်လိုက်ပြုတ်လုံနေခဲ့ပါတယ်။တခါတလေမှလည်းမဟာလက်ရှ်မီကိုမင်္ဂလာဖိတ်စာလေးတွေကိုပြပြီးမွေးနေ့လက်ဆောင်လို့ဘာလို့နဲ့ဇလန်းတွေပြုတ်လုံနေခဲ့ပါတယ်။မဟာလက်ရှ်မီရဲ့ဖခင်ဖြစ်သူ ACP ရဲရရှိကြီးကတော့သူ့ရဲ့သမီးကိုလိုက်လံနှောက်ယှက်နေခဲ့တဲ့ကောင်လေးတစ်ယောက်ရှိနေခဲ့တဲ့ဆိုတာကိုသိရှိသွားခဲ့ပြီးအတော်လေးကိုဒေါသထွက်နေခဲ့ပါတယ်။မဟာလက်ရှ်မီရဲ့အဖေ ACP ရဲရရှိကြီး KE ဆိုင်ဗစ်ကန်ကဖုန်းထဲကနေကာတစ်ကိုပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ်။သူဟာကာတစ်ကိုရဲရနာနဲ့မဟုတ်ပဲလူမိုက်တွေသုံးပြီးသင်ခန်းစာပေးဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒါကြောင့်ပဲသူကဒေသခံလူမိုက်တစ်ယောက်စီကိုဖုန်းဆက်ပြီးကာတစ်ကိုတစ်ချက်လောက်ပညာပေးလိုက်ဖို့ခိုင်းစေခဲ့ပါတယ်။တစ်ဖက်မှာလည်းဂက်စတူရီကဇီထဲမှာလူထုပြဿနာတွေကိုဖြေရှင်းပေးနေခဲ့တဲ့အချိန်မှာကိုဗင်ဒါဘာရဲ့လူတွေကရောက်ရှိလို့လာခဲ့ကြပြီးတပ်ဖြတ်ဖို့စူးစမ်းခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲကာတစ်ကဘီနာမှာရှိနေခဲ့ပေမဲ့သူ့မှမသိအောင်လို့ပဲလျှို့ဝှက်စွာနဲ့ရန်သူတွေကိုတိုက်ခိုက်ခဲ့ပါတယ်။သူကလူမိုက်တစ်ယောက်ကိုလက်တစ်ပြက်ထိုးလိုက်ပေမဲ့သူ့ရဲ့မားကမေးလာခဲ့တဲ့အခါမှာတော့အဲလူကနေပူလို့မူးလဲသွားတာနေမှာပါလို့ဟာသလုပ်ပြီးလိမ့်လေပြောဆိုခဲ့ပါတယ်။သူ့ရဲ့မားကသူမရဲ့မောင်လေးဟာဒီလောက်ထိစွန့်ရည်ရှိမှန်းလုံးဝကိုမရိပ်မိခဲ့ပါဘူး။ဂက်စတူရီကဇီသူဇီသားတွေကိုကူညီပေးဖို့ကတိပေးခဲ့ပြီးပြန်သွားခဲ့တဲ့အချိန်မှာကာတစ်ကတော့ဇီထဲမှာကျန်နေခဲ့တဲ့လူမိုက်တွေကိုသင်ခန်းစာပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာမြမတ်မဲကြီးကိုတက်ပြီးလူမိုက်တွေကြားထဲကိုအေးအေးဆေးဆေးလမ်းလျှောက်ဝင်သွားခဲ့ပါတယ်။အဲဒီနောက်ပါတော့ဇီထဲမှာအကြီးကျယ်ရံမွဲတစ်ခုကဖြစ်ပွားသွားခဲ့ပါတယ်။ကာတစ်ကဇီထဲကကျက်သွန်နီအိတ်တွေတစ်သားတစ်တာတွေကိုသုံးပြီးလူမိုက်တွေကိုတယောက်ချင်းစီချီမုန်းနေခဲ့ပါတယ်။သူရဲ့တိုက်ခိုက်မှုတွေဟာအရန်ကိုမျက်စံပြီးထိရောက်လွန်လာပါတယ်။တန်ကြိုးတစ်ချောင်းကိုအသုံးပြုပြီးရန်သူတွေကိုရိုက်နှက်နေပုံကတော့ကြည်ရတာတကယ့်ကိုရင်သက်ရှူမောစရာပါပဲ။လူမိုက်တွေကဂျကားနဲ့ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့အခါမှာလဲကာတစ်ကအလွန်မပေးခဲ့ပဲကားနောက်ကိုဒရက်ချဲပြေးလိုက်ခဲ့ပါတယ်။ပင်လယ်ကမ်းခြေလမ်းမပေါ်မှာကားကအရှိန်နဲ့မောင်းနေတော့မှကာတစ်ကကားပေါ်ကိုခုန်တက်ပြီးကားပေါ်မှာပါလာခဲ့တဲ့လူမိုက်တွေကိုတိုက်ခိုက်ခဲ့ပေမဲ့လူမိုက်တွေရဲ့ကားပေါ်ကနေကန်ချမှုကြောင့်ပဲပြုတ်ကျကျန်ရစ်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ကိုဗင်ဒါဘာရဲ့လူမိုက်တွေဟာကာတစ်ရဲ့ဟန်တားမှုကြောင့်သူတို့ရဲ့ကြံစီကမအောင်မြင်ပဲဖြစ်ခဲ့ရပါတယ်။ညဘက်မှာတော့ကာတစ်ကသူ့ရဲ့တငယ်ချင်းတွေနဲ့အတူပင်လယ်ကမ်းခြေမှာရပ်တောက်ရင်းသူလက်ကလွတ်မြောက်သွားခဲ့တဲ့ဂျကားနံပါတ်ကိုပြန်လည်မှတ်မိသွားခဲ့ပြီးအတိရဲရရှိတယောက်ကိုဖုန်းဆက်ကစုံစမ်းစေခဲ့ရမှာတော့ကိုဗင်ဒါဘာရဲ့ကာမန်သိရှိသွားခဲ့ပါတယ်
ဂက်စတူရီရဲ့ဖေ ACB ရဲရရှိကြီးဗီကရန်ကလည်းကာတစ်စီကနေနောက်ပြောင်တဲ့ဖုန်းခေါ်ဆိုမှုတွေကိုလက်ခံရရှိခဲ့ပါတယ်ကာတစ်က ACB ဗီကရန်ကိုစိန်ခေါ်သလိုမျိုးစကားတွေပြောဆိုနေခဲ့တာကြောင့် ACB ဗီကရန်ကပို့ပြီးတော့ဒေါသထွက်နေခဲ့ပါတယ်သူဆေလွတ်လိုက်တဲ့လူမိုက်တွေကလည်းဈေးထဲမှာကာတစ်ရဲ့လက်စွမ်းလက်စကိုတွေ့မြင်လိုက်ရတာကြောင့်ကြောက်လန့်ပြီးကာတစ်နဲ့ရင်မဆိုင်တော့ပဲထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။တရားမှာတော့ ACB ဗီကရန်ကသတင်းပေးလာမှုရလမ်းမပေါ်မှာဂိုဗင်တာပါရဲ့ချက်ကားကိုတားဆီးစစ်ဆေးခဲ့တဲ့အခါမှာတော့ကားထဲမှာလက်နက်တွေနဲ့တရားမဝင်ပစ္စည်းတွေကိုတွေ့ရှိသွားခဲ့ပါတယ်။ဒါကြောင့်ပဲဂိုဗင်တာပါနဲ့သူ့ရဲ့လူတွေကိုရဲစခန်းစီကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ရဲစခန်းထဲမှာတော့ဂိုဗင်တာပါဟာအတော်လေးကိုအရှက်ရနေခဲ့ပါတယ်။ ACB ရဲရရှိကြီးဗီကရန်ကဂိုဗင်တာပါကိုဗီဒီယိုတွေရိုက်ပြီးအရှက်ခွဲနေခဲ့တာကြောင့်ဂိုဗင်တာပါရဲ့မျက်နှာကတော့ဒေါသကြီးဖြစ်နေခဲ့ပါတယ်။ခဏကြာမှတော့ဂိုဗင်တာပါရဲ့ရှင်တွေကအာမခံစာရွက်တွေနဲ့အတူရောက်ရှိလာခဲ့ပါတယ်။ ACB ဗီကရန်ကဂိုဗင်တာပါကိုအာမခံနဲ့လှုပ်ပေးလိုက်ရပေမဲ့ဒီမျိုးထဲမှာနောက်တစ်ခါထပ်မတွေ့စေနဲ့လို့ပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ်။ဂိုဗင်တာပါကတော့စခန်းကနေထွက်ခွာသွားခဲ့တဲ့အချိန်မှာ ACB ဗီကရန်ကိုဂလစားချေဖို့အတွက်မထီထီပြုံးလေးနဲ့ကြည့်ရှုသွားခဲ့ပါတယ်။ ACB ဗီကရန်ဟာသူ့ရဲ့နေအိမ်မှာဇနီးဖြစ်သူနဲ့သမီးနှစ်ယောက်ဖြစ်တဲ့ကက်စတူရီတို့ရဲ့ရှေ့မှာသူ့ရဲ့ရဲရရှိအာနာဆက်ကဘလောက်တောင်ပြင်းထန်ကြောင်းကြွားလုံးထုတ်ပြောဆိုနေခဲ့ပါတယ်။သူဟာရာဇဝတ်ကောင်တွေကိုဘလို့ကင်ထွေခဲ့ကြောင်းပြောပြနေတော့မှပဲ DGB ရုံးကနေဖုန်းခေါ်ဆိုမှုကဝင်ရောက်လာခဲ့ပြီးသူကိုယာဒူးတဆင့်တိုးပေးခဲ့ပြီးဝေးလန်နဲ့ကာတီရီမျိုးလေးစီကိုအရေးပေါ်ပြောင်းရွှေ့မိတ်ထုတ်ပြန်လိုက်တဲ့အကြောင်းကြားလာခဲ့ပါတယ်။ဒီပြောင်းရွှေ့မိတ်ကြောင့်ဗီကရန်တယောက်အရန်ကိုအံ့အားသင့်သွားခဲ့ရပေမဲ့သမီးဖြစ်သူမဟာလက်ရှ်မီကတော့သူမကိုအမြဲတမ်းနောက်ပြောင်ကြီးစဲနေခဲ့တဲ့ကာတိရဲ့လက်ထဲကနေလွတ်မြောက်တော့မှမို့လို့တိတ်တဆိတ်ဝမ်းသာနေခဲ့ပါတယ်။ဒါကြောင့်ပဲသူတို့မိသားစုဟာပစ္စည်းတွေကိုသိမ်းဆည်းပြီးကာတီရီမျိုးသစ်စီကိုရွှေ့ပြောင်းလာခဲ့ကြပါတော့တယ်။ကာတီရီမျိုးကိုရောက်ရှိလို့လာခဲ့တဲ့အခါမှာတော့လှပတဲ့တောတောင်ရှုခင်းတွေရဲ့ကြားမှာတည်ရှိနေတဲ့အင်ကြီးတစ်လုံးကိုသူတို့နေထိုင်မှုစီစဉ်ပေးထားခဲ့တာကိုလည်းတွေ့ရှိခဲ့ရပါတယ်။အိမ်ရှိမှာတော့ဒေသခံရဲရရှိမူနူဆွာမီကသူတို့ကိုကြိုးစိုးနှုတ်ဆက်နေခဲ့ပါတယ်။ဒါပေမဲ့ဗီကရန်ကတော့မူနူဆွာမီရဲ့အပူလုံးရက်တွေကိုသဘောမကျပဲခတ်တင်းတင်းပဲဆက်ဆံခဲ့ပါတယ်။အိမ်ထဲကိုဝင်ဖို့ပြင်နေတော့မှပဲသူတို့အားလုံးကိုအကြီးကျယ်ထိတ်လန့်သွားစေခဲ့တာကတော့ကာတိဟာအိမ်ထဲမှာကြိုတင်ရောက်ရှိနေခဲ့ပြီးကြိုးစိုးမှုတွေပြုလုပ်နေခဲ့တာကိုတွေ့မြင်လိုက်ရလို့ပဲဖြစ်ပါတယ်။ကာတိဟာမဟာလက်ရှ်မီကိုမခွဲနိုင်တာကြောင့်သူတို့ထက်အရင်ဦးအောင်ကာတီရီမျိုးကိုရောက်ရှိနေခဲ့တာဖြစ်ပြီးမူနူဆွာမီကိုလည်း ACB ဗီကရန်ရဲ့တမတ်ဖြစ်ကြောင်းပြောဆိုမိတ်ဆက်ကအိမ်ထဲကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ကာတိဟာသူ့ရဲ့တငယ်ချင်းဖြစ်သူအာရဗင်ဆွာမီကိုလည်းအိမ်မှာထမင်းချက်ဖြစ်ခေါ်ယူထားခဲ့တာကြောင့်ဗီကရန်တို့မိသားစုဟာကာတိရဲ့ကွက်ထဲကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ဗီကရန်ဟာဒေါသတွေထွက်ပြီးကာတိကိုအိမ်ထဲကနေထွက်သွားဖို့ပြောဆိုမောင်းထုတ်ခဲ့ပေမဲ့ကာတိကသူ့ကိုမောင်းထုတ်ရင်းရဲရရှိတဲ့သူ့ရဲ့သမီးဖြစ်သူတို့ကလူမိုင်းကားပြီးသူ့ကိုလှုပ်ချန်ခိုင်းတဲ့ကိစ္စကိုသတင်းမီဒီယာတွေမှာပြန့်နှံ့သွားအောင်သတင်းပေးလိုက်မယ်လို့ပြောဆိုချင်းချောက်ခဲ့တာကြောင့်ဗီကရန်တို့သားဖလည်းဘာမှမပြောနိုင်ပဲဖြစ်သွားခဲ့ရပါတယ်။နောက်တနေ့မှာတော့ဗီကရန်ဟာမြို့ရဲ့ခြေတွေကိုလေးလာနိုင်မှုအတွက်မူနူဆွာမီနဲ့အတူအပြင်ကိုထွက်ဖို့ပြင်ဆင်နေခဲ့ပါတယ်။မူနူဆွာမီကဒီမြို့မှာလူတွေကိုခြောက်လန့်နေတဲ့တရေသစေတွေရှိကြောင်းအဲ့ဒီတရေတွေဟာတာမန်တရေတွေမဟုတ်ပဲလူတပ်ဖို့ဝင်မလေးတဲ့ဒေသခံအာနာရှင်ဂိုင်းစတာတွေဖြစ်ကြောင်းသတိပေးစကားပြောဆိုခဲ့ပါတယ်။ဗီကရန်ကလည်းအကြံတစ်ခုရရှိသွားခဲ့ပြီးဒီလိုလူတွေကိုမြင်ရင်ကာတစ်တယောက်ကြောက်လန့်ပြီးသူ့အိမ်ကနေပြန်ပြေးသွားနိုင်လောက်တယ်လို့တွက်ဆပြီးကာတစ်တို့ကိုသူနဲ့အတူခေါ်ဆောင်သွားခဲ့ပါတယ်။ဒီလိုနဲ့ဗီကရန်ဟာဂိုဗင်တာပါဆိုတဲ့လူမိုက်ကြီးရဲ့အိမ်ရှိရာကိုအရင်ဆုံးတွားရောက်ခဲ့ပါတယ်။အိမ်နေရာကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့ဂိုဗင်တာပါဟာဝိုက်ပုတ်ပေါ်မှာ MLA ဂိုဗင်တာပါလို့ရေးသားပြီးသူကိုယ်သူလာမဲ့ရွေးကောက်ပွဲမှာအနိုင်ရမဲ့သူဖြစ်ကြွေးကြော်နေခဲ့တာကိုလည်းတွေ့နေခဲ့ရပါတယ်။ဂိုဗင်တာပါဟာဗီကရန်ရဲ့ရှင်မာတင်သူ့ကိုတတ်ဖို့ကြိုးစားခဲ့တဲ့လူတွေကိုရရဆက်ဆက်နှိပ်စက်ပြပြီးသူ့ရဲ့အာဏာစက်ဟာရဲရရှိတဲ့ပို့ပြီးတော့ကြီးမားချောင်းကိုပြသနေခဲ့ပါတယ်။သူဟာဗီကရန်ကိုဂရာတီမှာအေးစစ်စစ်နေခြင်းရင်သူ့ရဲ့ကိစ္စတွေမှာဝင်မပါဖို့ကိုလည်းပြက်ပြက်သားသားသတိပေးခဲ့ပါတယ်။ဂိုဗင်တာပါနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့မူနူဆွာမီကဒီမျိုးမှာနောက်ထပ်အာဏာကြီးမားတဲ့လူတစ်ယောက်ရှိသေးကြောင်းအဲ့ဒါကတော့ဘာဒါဒါရက်တီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဘာဒါဒါရက်တီဟာဂိုဗင်တာပါနဲ့မတူပဲဘာသာရေးကိုအလွန်ကိုကိုင်းရှက်ဟန်ဆောင်နာခဲ့သူဖြစ်ပါတယ်။သူဟာဒီဝနမင်းကြီးကိုနေ့စဉ်ဝတ်ပြုပူဇော်နေပြီးလူများရဲ့ရှေ့မှာတော့တရားမျှတသူတယောက်လိုဟန်ဆောင်နေတတ်သူလည်းဖြစ်ပါတယ်
ဗီကရန်တို့ဟာဘာဒါဒါရက်တီဆောင်ရွက်နေတဲ့ဘာသာရေးပူဇော်ပွဲတစ်ခုကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့ဘာဒါဒါရက်တီဟာနွားနို့တွေပြားရည်တွေနဲ့ပူဇော်နေခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့တွင်းစိတ်ကတော့ရက်ဆက်ချမ်းချုပ်သူဖြစ်ပြီးဒေသခံလယ်သမားတွေရဲ့မြေကွက်တွေကိုတရားဝင်ပုံစံမျိုးနဲ့သိမ်းယူနေသူဖြစ်ပါတယ်။တခါကလယ်သမားတွေရဲ့မြေကွက်တွေကိုသိမ်းဆည်းမှုအတွက်စစ်ဆေးဖို့ရည်ရရှိတယောက်ရောက်ရှိလာခဲ့တဲ့အချိန်မှာဘာဒါဒါရက်တီယာအဖိုးရှိပါရာပါဝင်လယ်သမားတွေကိုအချက်ကင်ချင်းချောက်ပြီးမြေရရှိဆိုသူကိုတယောက်ချင်းစီဓာတ်နဲ့ထိုးသက်ခိုင်းခဲ့တာကြောင့်အရာရှိလည်းသိဆုံးခဲ့ရပါတယ်။ဘာဒါဒါရက်တီဟာသူ့ရဲ့နေမြေအတွင်းမှာဖြစ်ပျက်သမျှကိုသူ့စိတ်ကြိုက်စီရင်ဆုံးဖြတ်နေခဲ့ပြီးဥပဒေဆိုတာသူ့ရဲ့လက်ခုပ်ထဲကရေလိုပဲဖြစ်နေခဲ့ပါတယ်။ဘာဒါဒါရက်တီဟာဗီကရန်ကသူ့စီကနေကောင်းချီကိုယူဖို့ရောက်လာခဲ့တာဖြစ်ကြောင်းသိလိုက်ရတဲ့ခါမှာတော့ဗီကရန်ကိုလှောင်ပြောင်တယောနေခဲ့ပါတယ်။ဘာဒါဒါရက်တီဟာဗီကရန်ကိုဂိုဗင်တာဘာနဲ့ပတ်သက်နေတာကိုသူသိရှိတဲ့အကြောင်းနဲ့ဒီမျိုးမှာသူ့ကိုအခန့်ရင်ဘာဖြစ်သွားမလဲဆိုတာကိုသတိပေးတဲ့အနေနဲ့ရေပူစော်ထားတဲ့စိတ်ကောင်းကိုဓာတ်နဲ့ခုတ်ဖြတ်လိုက်ရမှာထွက်လာတဲ့သွေးဆက်တွေဟာဗီကရန်ရဲ့မျက်နှာပေါ်ကိုဆင်းသွားခဲ့ပါတော့တယ်။ဒါဟာဘာဒါဒါရက်တီရဲ့ရက်ဆက်တဲ့သတိပေးချက်တစ်ခုပဲဖြစ်ပါတယ်။ဗီကရန်ဟာဒီမျိုးလေးမှာအာနာရှင်ကြီးမြောက်ရဲ့ဂျားမှာညနေခဲ့ပြီးဆိုတာကိုသိရှိသွားခဲ့ရပြီးသူ့ရဲ့တာဝန်အသစ်ဟာဘလောက်ထိခက်ခဲကြမ်းတမ်းမလဲဆိုတာကိုလည်းတွေးတောပြီးစိုးရိမ်ပူပန်မှုတွေကတိုးလာခဲ့ရပါတယ်။ဒီလိုနဲ့အင်ကိုပြန်ရောက်လာခဲ့တဲ့အချိန်မှာရဲရရှိဗီကရန်ရဲ့ကိုမှာပင်နေတဲ့သွေးတွေကြောင့်မိသားစုတွေကထိတ်လန့်သွားခဲ့ရပြီးမူနူဆွာမီကစိတ်သွေးတွေဖြစ်ကြောင်းမစိုးရိမ်မှုပြောဆိုရင်ကိုဗင်ဒါဘာနဲ့ဘာဒါဒါရက်တီတို့ရဲ့အကြောင်းကိုအခုလိုပဲရှင်းပြခဲ့ပါတယ်။တကယ်တော့အရင်ကကိုဗင်ဒါဘာတို့ညီကိုဟာဘာဒါဒါရက်တီရဲ့တပိတ်လူမိုက်တွေဖြစ်ကြပြီးအစွမ်းကုန်မိုက်ခဲ့ကြတာဖြစ်ပါတယ်။တရက်ကိုဗင်ဒါဘာရဲ့ညီဖြစ်သူနဲ့ညီမဖြစ်သူတို့ချစ်ကြိုက်နေတာကိုသိရှိသွားခဲ့တဲ့ဘာဒါဒါရက်တီကဒေါသတွေထွက်ပြီးကိုဗင်ဒါဘာရဲ့ညီဖြစ်သူကိုတပ်ဖြတ်ပစ်ခဲ့ကြောင်းအဲ့ချိန်ကစလို့ညီဖြစ်သူအတွက်လက်တုံ့ပြန်မှုကိုဗင်ဒါဘာဟာဂိုင်းတစ်ခိုင်းနေတဲ့တိကျရက်တီခဲ့ကအဖွဲနှစ်ဖွဲရန်ဆောင်လာကြတာဖြစ်ကြောင်းအခုလဲနှစ်ယောက်စလုံးကလက်ရှိအာဏာရပါတီရဲ့အမတ်နေရာတွေကိုလူနေကြပြီးအခြေအနေတွေကပိုပြီးတော့တင်းမာလာခဲ့တာဖြစ်ကြောင်းကိုလည်းအထက်ရရှိဗီကရန်သိရှိအောင်မူနူဆွာမီတယောက်ရှင်းပြကပြန်သွားခဲ့ပါတော့တယ်။ဂါတေဟာရောက်ဖားဖြစ်သူဗာဆူဖုန်းဆက်လာခဲ့တာကြောင့်သူဂရီတီကိုဗီဇာကိစ္စနဲ့ရောက်ရှိနေတဲ့အကြောင်းနဲ့ဆယ်ရက်လောက်ကြာမြင့်အောင်မှမို့အမားဖြစ်သူကိုလည်းမစိုးရိမ်ဖို့မှားချားနေခဲ့ပါတယ်။ဂါတေနဲ့ဖုန်းပြောဆိုပြီးတဲ့နောက်ဗာဆူကကတဲ့အနေနဲ့နောက်ထပ်10ရက်လောက်ထိအင်ကိုပြန်မရောက်နိုင်သေးတာကြောင့်စနီဖြစ်သူအနေနဲ့ဘာစီစဉ်ရှိလဲလို့မေးနေခဲ့ပေမဲ့ဂက်စတူရီကတော့လေးလေးနက်နက်စဉ်းစားနေခဲ့ပါတယ်။အဲဒီနောက်ဂါတေရှီယာကိုရဲရရှိဗီကရန်နဲ့မဟာလရှမီတို့ကရောက်ရှိလို့လာခဲ့ပြီးကိစ္စတစ်ခုကိုပြောဆိုလာခဲ့ပါတယ်။သူတို့ရဲ့တစ်ချက်ကုန်နှစ်ချက်ပြတ်တဲ့စီစဉ်ကတော့ရဲရရှိဗီကရန်ကသူ့ရဲ့သမီးအတွက်ဂါတစ်ကအားကိုးရတဲ့လူတစ်ယောက်ဖြစ်ယုံကြည်နိုင်မှုဆိုရင်ဒီမျိုးမှာနာမည်ကြီးနေတဲ့ကိုဗင်ဒါဘာနဲ့ဘာဒါဒါရက်တီတို့နှစ်ယောက်ထဲကတယောက်ယောက်ကိုရိုက်ပြနိုင်ဖို့လိုအပ်ကြောင်းဒါမှသာသူ့ရဲ့သမီးအတွက်အားကိုးရတဲ့လူတစ်ယောက်ဖြစ်သတ်မှတ်ပေးနိုင်မယ်လို့ပြောဆိုလာခဲ့ပြန်လာကြောင်းဂါတစ်ကလည်းတစ်ချက်စဉ်းစားလိုက်ပြီးရဲရရှိဗီကရန်ပြောတာကိုသဘောတူခဲ့ပါတယ်ဒီတော့တွင်မှာပဲဂါတစ်ရဲ့မားဖြစ်သူကက်စတူရီကရဲရရှိတူးနဲ့တွားရောက်တွေ့ဆုံခဲ့ပြီးကိုဗင်ဒါဘာရဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးအရေးယူပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အခြေအနေကထင်သလောက်လည်းမလွယ်ကူလာပါဘူး။ဘာကြောင့်လဲဆိုတော့ကိုဗင်ဒါဘာဟာလာမယ့်ရွေးကောက်ပွဲမှာအာဏာရပါတီကနေအမတ်လောင်းဖြစ်အမီစင်းတင်သွင်းခံလိုက်ရလို့ပဲဖြစ်ပါတယ်။ဒီသတင်းကြောင့်ပဲဂက်စတူရီယာတရားဥပဒေစိုးမိုးရေးအတွက်ပို့ပြီးတော့စိုးရိမ်ပူပန်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းဘာဒါဒါရက်တီဟာပါတီကသူ့ကိုနေရာမပေးခဲ့ပဲကိုဗင်ဒါဘာကိုအမတ်လောင်းဖြစ်ရွေးချယ်လိုက်တဲ့အပေါ်မှာအလုံးမင်းကိုဒေါသထွက်နေခဲ့ပါတယ်။သူဟာကြောက်ထုတ်လုပ်တဲ့နေရာတစ်ခုမှာသူ့ရဲ့နောက်လိုက်တွေနဲ့အတူရှိနေခဲ့ပြီးသူ့ရဲ့ဒေါသတွေကိုဖော်ထုတ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းကိုဗင်ဒါဘာကတော့သူ့ကိုထောက်ခံသူတွေနဲ့အတူပါတီကသူ့ကိုအမတ်လောင်းဖြစ်ရွေးချယ်ပေးခဲ့တဲ့အတွက်အောင်ပွဲခံနေခဲ့ပါတယ်။ဂါတေဟာအရက်ဆိုင်တစ်ခုမှာမူနူဆွာမီနဲ့တွေ့ဆုံခဲ့ပြီးရှစ်ဆက်လှုပ်ဆောင်ရမယ်အစီအစဉ်တွေကိုတိုင်ပင်ပြောဆိုခဲ့ပါတယ်။မူနူဆွာမီကကိုဗင်ဒါဘာနဲ့ဘာဒါဒါရက်တီတို့ဟာအင်အားကြီးမားပြီးသူတို့ကိုတိုက်ခိုက်ဖို့ဆိုရင်လူအများကြီးရှိတဲ့နေရာမျိုးမှာလှုပ်ဆောင်မှသာအစအနဖြောင်းနိုင်လိမ့်မယ်လို့အကြံပေးခဲ့ပါတယ်။အထူးသဖြင့်လာမယ့်ဂျာတရာပွဲတော်ကြီးဟာအကောင်းဆုံးခွင့်ရေးပဲဖြစ်ကြောင်းပြောပြခဲ့ပါတယ်။လူပေါင်းတောင်းတဲ့ချီရှိတဲ့ဂျာမှာရုပ်ရုပ်သဲသဲဖြစ်နေခဲ့ချိန်မှာတိုက်ခိုက်လိုက်မယ်ဆိုရင်ဘသူလုံမန်းအောင်သိမှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်။ဂါတစ်ကလည်းဒီအကြံကိုသဘောတူကျသွားခဲ့ပြီးပြင်ဆင်မှုတွေကိုစတင်ခဲ့ပါတယ်။ဒီလိုအကြံမျိုးကိုပဲ
ကိုဗင်ဒါဘာနဲ့ဘာဒါဒါရတီတို့ကကြံစီနေခဲ့ကြပြီးပွဲတော်နေ့မှာလည်းတယောက်ကိုတယောက်လှုပ်ချံမှုပြင်ဆင်နေခဲ့ကြပါတယ်။ပွဲတော်ရက်ကိုရောက်ရှိလို့လာခဲ့တဲ့အခါမြို့တစ်ခုလုံးဟာလူအုပ်ကြီးနဲ့ပြည့်နှက်နေခဲ့ပါတယ်။ဘုရားကျောင်းကယထာလုံးကြီးတွေကိုလူတွေကကျိုးနဲ့ဆွဲပြီးလမ်းမတွေပေါ်မှာလှည့်လည်နေခဲ့ပါတယ်။ဒီပွဲတော်ကြီးမှာကိုဗင်ဒါဘာရောဘာဒါဒါရတီကပါသူတို့ရဲ့ကိုရန်တော်တွေနဲ့အတူပါဝင်ဆင်နွှဲနေခဲ့ကြပါတယ်။ဂတ်စတူရီနဲ့ ACB ဗီဂရန်တို့မိသားစုကလည်းပွဲတော်ကိုရောက်ရှိနေခဲ့ပြီးဖျားရှိခိုးနေခဲ့ပါတယ်။ဒီအချိန်မှာပဲကာတေဟာမျက်နှာကိုအဝါရောင်စိမ့်မုတ်တွေတုံးလိမ့်ပြီးလူအုပ်ကြားထဲမှာရုပ်ဖြက်ကရောက်ရှိနေတာကြောင့်သူကိုဘသူကမှရုတ်တရက်မမှတ်မိနိုင်ပဲဖြစ်နေခဲ့ပါတယ်။ပွဲတော်ရဲ့အရှိန်ဟုန်မြင်မာလာခဲ့တဲ့အချိန်မှာပဲကာတေဟာသူ့ရဲ့လက်ယုံရည်ကိုတုံးချပြီးရန်သူတွေကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။သူဟာဘာဒါဒါရတီရဲ့လူတွေကိုတယောက်ပြီးတယောက်နှိမ်နင်းနေခဲ့ပါတယ်။လူအုပ်ကြီးကဖျားကိုအာယုံစိုက်နေခဲ့တဲ့အချိန်မှာကာတစ်ကတော့ရန်သူတွေကိုတုတ်တင်နေခဲ့ပါတယ်။ဘာဒါဒါရတီရဲ့နောက်လိုက်တွေဟာကာတစ်ရဲ့မျက်စံလာတဲ့တိုက်ခိုက်မှုတွေကြောင့်အတုံးယုံလဲကျကုန်ခဲ့ပါတယ်။ကာတစ်ဟာလူအုပ်ကြီးရဲ့ရှေ့မှာတင်ဘာဒါဒါရတီကိုထိတ်တိုက်ရင်ဆိုင်မှုကြံစီနေခဲ့တဲ့အချိန်မှာပဲကိုဗင်ဒါဘာကဓာကြီးကိုကိုင်းပြီးပွဲတော်ထဲမှာရှိနေတဲ့ကာတစ်ရဲ့မဖြစ်သူကတ်စတူရီကိုဓာနဲ့ခုတ်ပိုင်းဖို့စတင်ခဲ့တဲ့အချိန်မှာပဲကာတစ်ဟာကိုဗင်ဒါဘာရဲ့ခေါင်းကိုအရှင်ဦးအောင်ဓာနဲ့ပိုင်းချပစ်လိုက်ပြီးအဆုံးစီရင်ခဲ့ပါတယ်။ဒီမြင်ကွင်းကိုမြင်တွေ့လိုက်ရတဲ့ကတ်စတူရီဟာထိတ်လန့်တုန်လှုပ်သွားခဲ့ပြီးအံ့ဩနေခဲ့ပါတယ်။ ACB ဗီဂရန်ကလည်းဘာလို့လို့ဘာကန်ရမှန်းမသိလောက်အောင်မှင်သက်သွားခဲ့ပါတယ်။ကာတစ်ဟာသူတွေစွန်းနေတဲ့ဓာကိုကိုင်းရင်လူကုန်ကြားထဲမှာအောင်နိုင်သူတယောက်လိုရက်တီပြီးသူကဘာဒါဒါရတီဘက်ကနေထောက်ခံပေးသူတယောက်အတွင်းဟန်ဆောင်ပစ်ခဲ့ပြီးသူ့ရဲ့သွေးစွန်းနေတဲ့ဓာကိုမြောက်ကဘာဒါဒါရတီအောင်မြင်ပါစေလို့ကြွေးကြော်ခဲ့ပါတော့တယ်။ဒီလောက်ရဟာမျိုးကိုဖိနှိပ်ထားတဲ့လူဆိုးကြီးတယောက်ကိုအဆုံးသတ်ပေးလိုက်တာဖြစ်ပေမဲ့သူ့ရဲ့မဖြစ်သူရှေ့မှာတင်ဖြစ်ပျက်ခဲ့တာကြောင့်ကာတဲ့အတွက်နောက်ဆက်တွဲဘာတွေဖြစ်လာမလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းလို့နေခဲ့ပါတယ်။ဂတ်တီရီမျိုးလေးရဲ့မနက်ခင်းဟာနေအောင်နုနုတွေနဲ့အတူစတင်လာခဲ့ပေမဲ့မြို့သူမြို့သားတွေအတွက်တော့တာယာတဲ့မနက်ခင်းတစ်ခုဖြစ်မနေခဲ့ပါဘူး။ဒီမျိုးလုံးကိုတုံ့လှုပ်ချုပ်ချားသွားစေတဲ့သတင်းဆိုးတစ်ခုကတော့မြို့ရဲ့အာနာရှင်တူဖြစ်တဲ့ကိုဗင်ဒါဘာအသက်ခံလိုက်ရတာလည်းဖြစ်ပါတယ်။သတင်းမီဒီယာတွေမှာလည်းဒီတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးအမျိုးမျိုးဝေဖန်ပြောဆိုနေခဲ့ကြပြီးကိုဗင်ဒါဘာကိုတတ်သွားခဲ့တဲ့သူဟာသူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ဘာဒါဒါရတီဖြစ်နိုင်တယ်လို့ယူဆနေခဲ့ပါတယ်။အထူးသဖြင့်လာမယ့်ရွေးကောက်ပွဲမှာအမတ်နေရာအတွက်ပြိုင်ဘက်ကင်းသွားအောင်ဘာဒါဒါရတီကကျူးကိုင်တပ်ဖြတ်ခိုင်းခဲ့တာဖြစ်နိုင်ကြောင်းကိုလည်းသတင်းတွေကတောက်လျှောက်ဖော်ပြနေခဲ့ကြပါတယ်။ဒီသတင်းတွေကြောင့်ပဲဘာဒါဒါရတီတယောက်အကြီးကျယ်ဒေါသထွက်နေခဲ့ပြီးသူ့ရဲ့နောက်လိုက်တွေကြားမှာလည်းစိုးရိမ်စိတ်တွေလွှမ်းမိုးနေခဲ့ပါတယ်။သူကိုယ်တိုင်မလုပ်ခဲ့တဲ့ကိစ္စတစ်ခုအတွက်လူသက်သမားဖြစ်ဆွဆွဲခံနေခဲ့ရတာဟာသူ့ရဲ့နိုင်ငံရေးသိက္ခာကိုထိခိုက်စေုံနေမကပဲအချုပ်ထဲကိုရောက်ရှိသွားနိုင်တဲ့အထိအန္တရာယ်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဘာဒါဒါရတီရဲ့ဇနီးတွေကလည်းဒီကိစ္စကိုအတော်လေးကိုမကြေမနက်ဖြစ်နေခဲ့ပြီးအနာမရှိတဲ့သူတွေကိုဒေါသတကြီးနဲ့အပြစ်တင်နေခဲ့ပါတယ်။ဘာဒါဒါရတီကတော့ကိုဗင်ဒါဘာကိုဘသူတက်သွားလဲဆိုတာကိုသိအောင်စုံစမ်းပြီးအဖြစ်မှန်ကိုဖော်ထုတ်နိုင်မှသာသူ့ရဲ့မန်နီယာကိုစိတ်ချလက်ချရနိုင်မှာဖြစ်ကြောင်းသူ့ရဲ့လူတွေကိုပြောဆိုခဲ့ပါတော့တယ်။တစ်ဖက်မှာတော့ကာတေဟာသူ့ရဲ့အိမ်ကိုပြန်ရောက်လာခဲ့ပေမဲ့အိမ်ကအခြေအနေတွေကတော့အတော်လေးကိုတင်းမာနေခဲ့ပါတယ်။သူ့ရဲ့အမဖြစ်သူကတ်စတူရီကကာတေရဲ့လုပ်ရက်တွေပေါ်မှာတန်တရားဝင်နေခဲ့ပြီးသူဘဲကိုတွားနေတာလဲဆိုတာကိုလည်းသိချင်နေခဲ့ပါတယ်။ရောက်ဖားဖြစ်သူဗာစုကလည်းကာတစ်ကိုတင်းတင်းမာမာနဲ့မင်းမြတ်နေခဲ့ပြီးကာတစ်ကတော့သူဘန်ဂလောကိုတွားနေတာဖြစ်ပြီးလမ်းမှာရှုခင်းတွေကလှတာကြောင့်ခဏရန်နာနေမိတာပါလို့အေးစစ်စစ်ပဲပြန်လည်ဖြေနေခဲ့ပါတယ်။ဒါပေမဲ့ဂတ်စတူရီကတော့ကာတစ်ကိုလုံးဝမယုံကြည်နိုင်ခဲ့ပဲသူတခုခုကိုဖုံးကွယ်ထားတယ်လို့လည်းခန်းစားနေခဲ့ရပါတယ်။အခြေအနေတွေကတင်းမာလာခဲ့တဲ့အခါမှာတော့ကာတစ်ကသူကိုဗင်ဒါဘာကိုတတ်ခဲ့တဲ့အကြောင်းရင်းကိုရှင်းပြဖို့ကြိုးစားလာခဲ့ပါတယ်။သူပြန်ပြောင်းသတိရလိုက်တာကတော့လွန်ခဲ့တဲ့ရက်ပိုင်းကစီထဲမှာသူ့မအန်ရဖြစ်လို့နေပါဖြစ်ခဲ့တဲ့အချိန်တုန်းကကိုဗင်ဒါဘာတို့အုပ်စုဟာသူ့မရဲ့အသက်ကိုရန်ရှာဖို့ကြိုးစားနေခဲ့တာလည်းဖြစ်ပါတယ်။ကိုဗင်ဒါဘာဟာဂတ်စတူရီရဲ့သူ့ကိုတရားစွဲမဲ့မှုကိုအဟံတားဖြစ်စေဖို့အတွက်တရားသူကြီးကိုတတ်ခဲ့ရုံနဲ့မကပဲဂတ်စတူရီကိုပါလှုပ်ချန်တပ်ဖြတ်ဖို့စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီပြင်ပွဲတော်ထဲမှာလည်းဂတ်စတူရီကိုတွေ့မြင်ပြီးတပ်ဖြတ်ဖို့ကြိုးစားလာခဲ့တာကိုသိရှိသွားခဲ့တဲ့ကာတစ်ကသူ့ရဲ့အမကိုကာကွယ်ဖို့အတွက်ကိုဗင်ဒါဘာကိုတပ်ဖြတ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဖြစ်မှန်ကိုသိရှိသွားခဲ့တဲ့ကတ်စတူရီကတော့အကြီးကျယ်ထိတ်လန့်သွားခဲ့ပြီးကာတစ်ရဲ့ဘားကိုဒေါသတကြီးနဲ့ရိုက်နှက်လိုက်ပါတော့တယ်
ကတ်စတူရီဟာဥပဒေကိုလေးစားလိုက်နာတဲ့ရှင်းနေတယောက်ဖြစ်တာကြောင့်ကာတစ်ရဲ့ဒီလိုလူသတ်မှုကျူးလွန်ခဲ့တာကိုလုံးဝလက်မခံနိုင်ခဲ့ပါဘူးကာတစ်ကသူ့မရဲ့အသက်ကိုကာကွယ်ခြင်းလို့လှုပ်ဆောင်ခဲ့တာလို့ပြောခဲ့ပေမဲ့ကတ်စတူရီကတော့မတရားမှုကိုတရားဥပဒေလမ်းကြောင်းအတိုင်းပဲဖြေရှင်းရမှာဖြစ်ပြီးလက်တုံးပြန်တပ်ဖြတ်တာဟာမှားယွင်းတဲ့လုပ်ရဖြစ်တယ်လို့လည်းဆွဆွမြဲမြဲယုံကြည်နေခဲ့ပါတယ်သူမကကာတစ်ကိုသူမရဲ့မောင်လေးဖြစ်ကနေတော့အသိမှတ်မပြုတော့ပဲအိမ်ကနေနှင်ထုတ်ခဲ့ပါတော့တယ်ကာတစ်ကတောင်းပန်မှုစူးစမ်းခဲ့ပေမဲ့ကတ်စတူရီကတော့စိတ်ပြတ်သွားခဲ့ပြီးသူကိုမျက်စိရှိကနေထွက်သွားဖို့ပဲပြောဆိုခဲ့ပါတယ်ကာတစ်တယောက်အိမ်ကနေထွက်လာခဲ့ပြီးညမမောင်ထဲမှာဆိုင်ကယ်တစ်စီးနဲ့လမ်းမထက်မှာတယောက်တည်းလွင့်နေခဲ့ပါတယ်သူရဲ့စိတ်ထဲမှာတော့အရင်ကအမားဖြစ်သူနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ရတဲ့ပုံရိပ်တွေကတရိပ်ရိပ်နဲ့ပြန်ပေါ်နေခဲ့ပါတယ်သူတို့မောင်နှမနှစ်ယောက်အတူတူထမင်းစားခဲ့ကြတာတွေကာတစ်ကိုသူ့အမကဆိုင်ကယ်သစ်ဝယ်ပေးခဲ့လို့အမားဖြစ်သူကိုဝမ်းသာအားရပွေ့ဖက်ထားခဲ့တာတွေကအခုတော့ဝေးကွာသွားခဲ့ရပြီဖြစ်ပါတယ်ကတ်စတူရီကလည်းအိမ်မှာတယောက်တည်းကျန်နေခဲ့ပြီးကာတစ်ကိုနှင်ထုတ်လိုက်ရပေမဲ့ရင်ထဲမှာတော့အကြီးကျယ်ခံစားခဲ့ရပါတယ်သူမဟာကာတစ်ရဲ့ငယ်ဘဝဓာတ်ပုံလေးတွေကိုကြည့်ပြီးမျက်ရည်တွေကျနေမိခဲ့ပါတယ်ကတ်စတူရီဟာငယ်ငယ်လေးကလေးကကာတစ်ကိုမိခင်တယောက်လိုဂရုစိုက်စောင့်ရှောက်လာခဲ့တာလည်းဖြစ်ပါတယ်ကာတစ်ကလေးဘဝတုန်းကနိုဘူးတိုက်တာကအစားအကုန်လုံးကိုသူမကပဲတာဝန်ယူခဲ့တာဖြစ်ပါတယ်သူတို့မောင်နှမရဲ့တန်ရောစင်ဟာယူယူမောင်နှမတန်ရောစင်ထက်ပုံမနှက်ဆိုင်နေခဲ့ပါတယ်ညာဘက်မှာတော့ကာတစ်ဟာသူ့ရဲ့တငယ်ချင်းနဲ့အတူလေကွင်းတွေကတဲအိမ်လေးတစ်ခုမှာထိုင်ပြီးတော့ထမင်းစားနေခဲ့ပါတယ်အဲဒီအချိန်မှာပဲမဟာလက်ရှမီကရောက်ရှိလို့လာခဲ့ပြီးကာတစ်ကိုကြောက်ရွံ့တုန်လှုပ်နေတဲ့မျက်လုံးတွေနဲ့ကြည့်ရှုနေခဲ့ပါတယ်သူမကကာတစ်ကိုလူသားသမားတယောက်စိတ်မနှံတဲ့လူတယောက်လို့မြင်နေခဲ့ပြီးကာတစ်ကတော့ဘာမှမတုံ့ပြန်ပဲတိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်အဲဒီအချိန်မှာပဲအဖိုးရှိဘာရာကရောက်ရှိလို့လာခဲ့ပြီးဒီမျိုးရဲ့ဝမ်းနည်းစရာကောင်းတဲ့သမိုင်းကြောင်းကိုစတင်ပြောပြခဲ့ပါတော့တယ်1948ခုနှစ်လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းကတ်ထရီမျိုးလေးမှာဘာရာဒါရက်တီနဲ့ဂိုဗင်ဒါဘာတို့ရဲ့မိသားစုတွေကအာနာရှင်တွေလိုကြီးစိုးလာခဲ့တာလည်းဖြစ်ပါတယ်။သူတို့ဟာစင်ရဲသားလယ်သမားတွေရဲ့မြေယာတွေကိုမတရားသိမ်းယူခဲ့ကြပြီးမြို့သူမြို့သားတွေကိုကျုံတွေလိုခိုင်းစေခဲ့ကြတာဖြစ်ပါတယ်။တစ်ပတ်ကိုလယ်သမားတယောက်နှုံတော့တပ်ဖြတ်ခံနေခဲ့ရတာတော့ဘသူကမှမတားဆီးနိုင်ခဲ့ပါဘူး။အဲဒီချိန်မှာပဲကာတစ်ရဲ့ဖခင်ဖြစ်သူဟာမြေစင်းရာရှိတယောက်ဖြစ်ဒီမြို့ကိုရောက်ရှိလာခဲ့ပြီးလယ်သမားတွေကိုကူညီဖို့ကြိုးစားခဲ့ပါတယ်။ကာတစ်ရဲ့ဖခင်ဟာလယ်သမားတွေရဲ့မြေယာတွေကိုပြန်ရအောင်ဥပဒေနဲ့အညီဆောင်ရွက်ပေးခဲ့ပေမဲ့ဘာရာဒါရက်တီနဲ့ဂိုဗင်တာဘာတို့ကတော့ဒါကိုခွင့်မပြုခဲ့ပါဘူး။သူတို့ဟာကာတစ်ရဲ့မိဘတွေကိုရရဆက်ဆက်တပ်ဖြတ်ဖို့စီစဉ်ခဲ့ကြပါတယ်။ညတညမှာတော့သူတို့ဟာလူများရဲ့ရှေ့မှာပဲကာတစ်ရဲ့မိဘတွေကိုမီးရှို့တပ်ပစ်လိုက်ကြပြီးနေထိုင်ရာအင်ကိုပါမီးရှို့ဖို့လှုံ့ဆော်ခဲ့ကြပါတယ်။ငယ်ရွယ်သေးတဲ့ကတ်စတူရီယာကလေးရွယ်ပဲရှိသေးတဲ့ကာတစ်ကိုပွေ့ချပြီးကဲထုတ်ကအိမ်ထဲကနေအသက်လူထွက်ပြေးခဲ့တာလည်းဖြစ်ပါတယ်။ကတ်စတူရီဟာကာတစ်ကိုခေါ်ပြီးဒီမျိုးကနေထွက်ပြေးခဲ့ပြီးဖျားเจ้าတစ်ခုမှာခိုလုံနေခဲ့ပါတယ်။သူမဟာကိုယ်အသက်ကိုတော့မနှဲလူနေရတဲ့ဂျာကနေကာတစ်ကိုလူလားမြောက်အောင်ခက်ခက်ခဲခဲပြုစုပြိုးထောင်ပေးခဲ့ရတာဖြစ်ပါတယ်။သူမကကာတစ်ကိုနိုင်ငံခြားကိုပို့ချင်နေတာကလည်းဒီမျိုးရဲ့နာကျင်စရာကောင်းတဲ့အတိတ်တွေစီကနေဝေးရာကိုပို့ချင်လို့ပဲဖြစ်ပါတယ်။ပြီးတော့ကတ်စတူရီကကာတစ်ရဲ့ဖခင်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မှုအတွက်လယ်သမားတွေရဲ့မြေယာကိစ္စတွေကိုအမှန်တိုင်းဖြစ်စေဖို့ကြိုးစားနေခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ကာတစ်ကတော့အဖိုးရှိဘာရာရဲ့ရှင်းပြပြောဆိုမှုအပြီးမှာသူ့ရဲ့မိဘတွေကိုတတ်သွားခဲ့တဲ့သူတွေပေါ်အမြဲတမ်းရှင်ထဲမှာအမြင့်ထွင်နေတဲ့နာကျင်ချက်တွေနဲ့ဂလစားချေဖို့ပြင်ဆင်ခဲ့ပါတော့တယ်။ဒီဖြစ်မှန်တွေကိုသိရှိသွားခဲ့တဲ့အခါမှာတော့မဟာလက်ရှမီယာကာတစ်ရဲ့ပေါ်မှာထားတဲ့သူမရဲ့မြင်တွေကပြောင်းလဲသွားခဲ့ပါတယ်။ကာတစ်ဟာသူ့ရဲ့မိသားစုအတွက်တင်မကပဲတမျိုးလုံးကိုနှိပ်စက်နေတဲ့အာနာရှင်တွေကိုနှိမ်နင်းမှုစူးစမ်းနေတာဖြစ်ကြောင်းကိုလည်းသူမကနားလည်သွားခဲ့ပါတယ်။ကာတစ်ကတော့သူ့ရဲ့ဆိုင်ကယ်ကိုစံထိုးလိုက်ပြီးညမမောင်ထဲမှာတနေရာကိုထွက်ခွာသွားခဲ့ပါတယ်။သူ့ရဲ့မျက်လုံးတွေထဲမှာတော့မပြီးဆုံးသေးတဲ့ဂလစားချင်မှုတွေနဲ့ပြင်ပြတဲ့စိတ်သက်တွေကအထင်ရှားကိုမြင်တွေ့နေခဲ့ရပါတယ်။ဂိုဗင်ဒါဘာအသက်ခံလိုက်ရပြီးတဲ့နောက်မှာတော့ခရိုင်ကူလုံးကိုစိုးမိုးထားတဲ့လူမိုက်ကြီးဘာရာဒါရက်တီဟာဒေါသတွေအလိမ့်လိုက်ထွက်နေခဲ့ပါတယ်။သူဟာနွားတင်းကုတ်ကြီးတစ်ခုထဲမှာဂိုဗင်ဒါဘာရဲ့လူယုံတွေနဲ့သူ့ရဲ့လက်ပါစစ်တွေကိုစုဝေးပြီးဘသူကသစ္စာပေါက်ဖြစ်လဲဆိုတာကိုရှာဖွေဖို့ကြိုးစားနေခဲ့ပါတယ်။ဘာရာဒါရက်တီဟာဂိုဗင်ဒါဘာကိုတတ်သွားခဲ့တဲ့သူဟာသူတို့တွေကတယောက်ယောက်နဲ့ပတ်သက်နေလိမ့်မယ်လို့တန်တရားဝင်နေခဲ့တာကြောင့်
အဝါရောင်မှုန့်တွေကိုလူတိုင်းရဲ့မျက်နှာပေါ်မှာပတ်လိုက်ပြီးတယောက်ချင်းစီကိုစစ်ဆေးမေးမြန်းနေခဲ့ပါတယ်သူရဲ့မျက်လုံးတွေထဲမှာတပ်ဖြတ်လိုတဲ့အငွေ့သက်တွေပြည့်နေခဲ့ပြီးကိုဗင်ဒါပါလိုလူမျိုးကိုတော့တရေတဲ့လူကိုမမီမီအောင်ဖမ်းဆီးပြီးဂလက်စားချေဖို့ပြင်ဆင်နေခဲ့ပါတယ်ဘာရာဒါရတီဟာသူရဲ့တပည့်တွေအားလုံးကိုတရက်ခန့်ကိုရအောင်စုံစမ်းမှုပြောဆိုကာသူနာကနေထွက်သွားခိုင်းခဲ့ပါတယ်အဲ့ဒီချိန်မှာပဲနွားတင်းကုတ်ရဲ့မှောင်တူတွေကနေအရေးတစ်ခုဟာပျက်စီးလက်သလိုပေါ်ထွက်လာခဲ့ပါတယ်အဲ့ဒီအရေးကတော့အခြားသူမဟုတ်ပဲကသစ်ပဲဖြစ်ပါတယ်ကသစ်ဟာမျက်နှာဖုံးစွတ်မထားပဲဘာရာဒါရတီရဲ့အနောက်ကနေရုတ်တရက်ရောက်လာခဲ့ပြီးဘာရာဒါရတီရဲ့လေဘင်းကိုညှစ်ပြီးတန်ကြုံတစ်ခုရဲ့ရှေ့ကိုရောက်မှရပ်တန့်လိုက်ပါတယ်ဘာရာဒါရတီကိုတိုင်းလည်းသေမင်းနဲ့နီးကပ်သွားခဲ့တဲ့အတွက်ကြောက်လန့်တကြားဖြစ်သွားခဲ့ပါတယ်ကသစ်ဟာဘာရာဒါရတီကိုအခုချက်ချင်းတပ်ပစ်လို့ရပေမဲ့အဲ့လိုမလုပ်ခဲ့ပါဘူးသူကဘာရာဒါရတီကိုမင်းကအခုမတတ်သေးဘူးမင်းကိုခွေယူတကောင်လိုဖြစ်အောင်လုပ်ပြီးမှဥပဒေရှင်းမောက်ကိုပို့ပေးမယ်လို့သတိပေးစကားပြောဆိုသွားခဲ့ပြီးကသစ်တရားဘာရာဒါရတီရဲ့နာကနေပြန်လည်ပြောက်ကွယ်သွားခဲ့တာကြောင့်ဘာရာဒါရတီလည်းကသစ်ကိုမတွေးလိုက်ရပဲတုန်လှုပ်နေခဲ့ပါတယ်ဒီဖြစ်ရပြီးနောက်မှာတော့ဘာရာဒါရတီဟာလေဘင်းမှာဒဏ်ရာရရှိသွားခဲ့ပြီးသူရဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်သူဟာလေဘင်းမှာပတ်တီးတွေအပြုတ်ကိရိယာတွေကိုတတ်ထားရပြီးသူရဲ့တိတ်ခါတွေကလည်းချက်ဆင်းသွားခဲ့ရပါတယ်သူရဲ့ဇနီးဖြစ်သူကလည်းတပည့်တွေအများကြီးရှိနေတာတောင်သူ့ရဲ့ခင်မုန်းကိုမကောက်ကွယ်ပေးနိုင်တဲ့အပေါ်မှာဒေါသတွေထွက်နေခဲ့ပါတယ်ရှန်နင်းရဲ့ကျမ်းမာတော့သတင်းဌာနတွေမှာကိုဗင်ဒါဘာကိုတတ်သွားတဲ့သူဟာပေါ်သွားပြီဆိုပြီးသတင်းတွေတက်လာခဲ့ပါတယ်အရာကတော့ဘာရာဒါရတီဟာအမတ်ရွေးကောက်ပွဲမှာနေရာမရလို့သူ့ရဲ့နောက်လိုက်တစ်ယောက်ကစိတ်ဆိုးပြီးတပ်ပစ်လိုက်တာပါဆိုပြီးအမှုမှန်ကိုဖုံးကွယ်ဖို့အတွက်ဘာရာဒါရတီကလူစားထိုးပြီးဝန်ခံခိုင်းခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ဘာရာဒါရတီဟာစိတ်ရေးမသွားခဲ့ပါဘူးသူဟာကြောက်တွင်းအောင်တစ်ခုတည်းကပြုတ်ဝနေရာတစ်ခုမှာသူ့ရဲ့မိတ်ဆွေတွေနဲ့အရက်တောက်ရင်းကတိရဲ့အကြောင်းကိုဆွေးနွေးနေခဲ့ပါတယ်အဲ့ကောင်ကလေလိုပဲငါးနောက်ကိုအမြဲတမ်းလိုက်နေသလိုခံစားနေရတယ်လို့သူကပြောဆိုဝန်ခံခဲ့ပါတယ်သူရဲ့စိုးရိမ်စိတ်တွေကအထွတ်ထိပ်ကိုရောက်နေခဲ့ပြီးသူနာမှရှိတဲ့လူတွေကိုတော့မယုံသင်ကဖြစ်လာခဲ့ရပါတယ်နောက်တနေ့ညမှာတော့ကတိဟာသူရဲ့နောက်ထပ်အစီအစဉ်တစ်ခုကိုအကောင့်ထဲပေါ်ခဲ့ပါတယ်သူဟာမျက်နှာကိုအဝတ်နဲ့စီထားခဲ့ပြီးဘာဒါဒါရတီရဲ့လူမိုက်တွေရောက်ရှိနေခဲ့တဲ့လမ်းမပေါ်မှာထွက်ပေါ်လာခဲ့ပါတယ်။အဲဒီနေရာမှာဘာဒါဒါရတီရဲ့လူတွေဟာလယ်သမားတွေကိုနှိပ်စက်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ကတိဟာလက်နက်တစ်ခုကိုအသုံးပြုပြီးလူမိုက်တွေကိုတယောက်ချင်းစီအပြတ်အသက်ရိုက်နှက်ခဲ့ပါတော့တယ်။သူရဲ့လှုပ်ရှားမှုတွေဟာအရန်ကိုမျက်စံလွန်လာတာကြောင့်ဘသူမှပြန်လည်မခုခံနိုင်ခဲ့ပါဘူး။ကတိဟာအုတ်တိုင်းတွေကိုကြော်ဖြဲလူအုပ်ထဲကိုတိုးဝင်ပြီးဘာရာဒါရတီရဲ့အင်အားစုတွေကိုဖြုတ်ခွင်းပစ်ခဲ့ပါတယ်။အခြေအနေကမဟန်တော့တာကြောင့်ဘာရာဒါရတီရဲ့လူတွေလည်းထွက်ပြေးသွားခဲ့ကြသလိုကတစ်လည်းအဆိုပါလူတွေရဲ့နောက်ကိုပြေးလိုက်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲဂတ်စတူရီကရောက်ရှိလို့လာခဲ့တာကြောင့်ဒေသခံမျိုးသမီးကဆိုင်ကယ်အုတ်ထုပ်တွေစောင်းထားသလိုမျက်နှာကိုအဝတ်နဲ့အုပ်ထားတဲ့လူမိုက်ချို့ကလာရောက်ရိုက်နှက်နေခဲ့တာကိုမျက်နှာကိုအဝတ်နဲ့ဖုံးထားတဲ့လူငယ်လေးကကူညီတိုက်ခိုက်ပေးခဲ့တာဖြစ်ကြောင်းဒီရန်ပွဲမှာအဖိုးရှိဘာရာရဲ့တားဖြစ်သူလဲဓာတ်တန်ရရရှိခဲ့လို့စီယုံကိုတွားပို့ပေးနေတယ်လို့အဖြစ်အပျက်တွေကိုရှင်းပြခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ကတင်နဲ့မဟာလက်ရှမီတို့ရှိရာနေရာကိုဘာစုနဲ့တငယ်ချင်းဖြစ်သူတို့ကရောက်ရှိလို့လာခဲ့ပြီးကတင်ရဲ့နောက်ထပ်အစီအစဉ်တွေကိုမေးမြန်းနေခဲ့ပါတယ်။ကတင်ကလည်းဘာရာဒါရတီရဲ့ဒေါသကိုစော်ပြီးနိုင်မဲ့ဂျာကက်လူတစ်ယောက်လိုအပ်နေကြောင်းအဲ့လူကိုသူကစီစဉ်ထားပြီးဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်ဒီရမှာပဲမြို့ရဲကိုဂိုဗင်တာဘာရဲ့ညီဖြစ်သူစစ်တာဘာကအမေရိကကနေပြန်လည်ရောက်ရှိလာခဲ့ပါတယ်။စစ်တာဘာဟာအမေရိကန်နိုင်ငံသားခံယူထားခဲ့ပြီးနိုင်ငံခြားမှာနေထိုင်နေခဲ့တာဖြစ်ပေမဲ့အကိုဖြစ်သူအသက်ခံလိုက်ရတဲ့သတင်းကိုကြားသိပြီးလက်တုံးပြန်ဖို့ပြန်လည်ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။သူကိုသတင်းပေးလိုက်တဲ့သူကတော့အခြားသူမဟုတ်ပဲကတစ်ပဲဖြစ်ပါတယ်။ကတစ်ကသူ့ကိုတုံးချဖို့လှုပ်ဆောင်ခဲ့တာကိုတော့စစ်တာဘာတယောက်မသိရှိခဲ့ပါဘူး။လက်နက်ကင်ထားတဲ့တတ်တော်ဆောင်တွေနဲ့အတူစစ်တာဘာဟာမြို့ထဲကိုရောက်လာခဲ့တာနဲ့လူအုပ်ကြီးကိုလက်ပြပြီးအောင်ပွဲခံသလိုမျိုးလှုပ်ဆောင်နေခဲ့ပါတယ်။ကတင်နဲ့သူ့ရဲ့တငယ်ချင်းဟာအဲ့ဒီမြင်းကွင်းကိုအဝေးကနေစောင့်ကြည့်နေခဲ့ပါတယ်။အဲ့နောက်စစ်တာဘာဟာကတင်ရဲ့လှုပ်ချန်ဇလန်းတွေကိုနားယောင်ပြီးဘာရာဒါရတီကိုလက်တုံ့ပြန်မှုအတွက်ဘာရာဒါရတီရဲ့အင်ရှိကိုရောက်ရှိသွားခဲ့ပြီးဘာရာဒါရတီနဲ့ထိတ်တိုင်တွေ့ဆုံခဲ့ပါတော့တယ်။စစ်တာဘာဟာဘာရာဒါရတီကိုမြင်လိုက်ရတာနဲ့ခနဲ့တဲ့စကားတွေကိုပြောဆိုပြီးသူရဲ့အမေရိကန်လေယူလေသိန်းနဲ့ဘာရာဒါရတီကိုလှောင်ပြောင်နေခဲ့ပါတယ်။စစ်တာဘာဟာဘာရာဒါရတီကိုဂိုဗင်တာဘာရဲ့အမှုမှာပါဝင်ပတ်သက်နေတဲ့ဆိုတာကိုသူသိရှိထားကြောင်းနဲ့
အမေရိကကနေပြန်လာခဲ့တဲ့သူဖြစ်လို့ဥပဒေကြောင်းအရရောအင်အားသုံးပြီးတော့ပါရှင်းပြမယ်လို့ကြုံးဝါခဲ့ပါတယ်။ဘာရာဒါရက်တီဟာဒေါသတွေထွက်ပြီးလက်တုံ့ပြန်မှုပြုလုပ်ခဲ့ပေမဲ့အိမ်ထဲမှာရှိနေခဲ့တဲ့ဘာရာဒါရက်တီရဲ့ဇနီးတဲ့ကစစ်တာဘာဟာအမေရိကန်နိုင်ငံသားဖြစ်တာကြောင့်ဒီကိစ္စဟာဒေလီကအစိုးရအဆင့်ထိကိုရောက်ရှိသွားနိုင်တယ်လို့သတိပေးခဲ့တာကြောင့်သူ့ရဲ့ဒေါသကိုမြို့သိမ့်နေခဲ့တဲ့အချိန်မှာစစ်တာဘာကတော့သူ့အိမ်ကနေပြန်လည်ထွက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ရွာသားတစုဟာရဲရရှိဗီကရန်ရဲ့အင်ကြီးစီကိုရောက်ရှိလို့လာခဲ့ပြီးအိမ်ရှိမှာယူယူတီတီနဲ့စောင့်ဆိုင်နေခဲ့ပါတယ်။အဲဒီအချိန်မှာဗီကရန်ကတော့သူ့ရဲ့ခြံဝင်းထဲမှာအပင်တွေကိုအေးအေးဆေးဆေးရေလောင်းနေခဲ့ပါတယ်။သူ့ရဲ့ဇနီးဖြစ်သူကအပြင်မှာလူတွေရောက်နေကြောင်းလာရောက်ပြောပြခဲ့တဲ့အခါမှာဗီကရန်ကဧည့်သည်တွေကိုထပ်တွေ့နိုင်မှုပြင်ဆင်ခဲ့ပါတယ်။ရောက်လာတဲ့လူတွေထဲမှာအမျိုးသမီးတစ်ယောက်ကဥဆောင်လာခဲ့တာဖြစ်ပြီးသူမဟာလွန်ခဲ့တဲ့3နှစ်ကဒီခရိုင်မှာခရိုင်ရာရှိဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့မန်ကျူးရဲ့ဇနီးဖြစ်ကြောင်းဗီကရန်ကိုပြောဆိုမိတ်ဆက်ခဲ့ပါတယ်။သူမရဲ့ခင်မောဟာတာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာပဲဘာရာဒါရက်တီရဲ့လက်ချက်နဲ့ရရဆက်ဆက်အသက်ခံခဲ့ရတဲ့ပုံတွေကိုသူမကမျက်ရည်တွေနဲ့ပြန်လည်ပြောပြခဲ့ပါတယ်။အတိတ်ကဖြစ်ရပ်တွေအရသူမရဲ့ခင်မောဟာဓာတ်နဲ့ထိုးခံခဲ့ရပြီးဒီလိုလုပ်ရက်တွေရဲ့နောက်ကွယ်မှာဘာရာဒါရက်တီပဝင်ပတ်သက်နေတာကိုလည်းသူမကသိရှိခဲ့ပါတယ်။ဗီကရန်ကတော့အခြေအနေတွေကိုအေးအေးဆေးဆေးပဲနားထောင်ပေးနေခဲ့ပေမဲ့သူ့ရဲ့မျက်လုံးတွေထဲမှာတော့တခုခုကိုကြံစီနေတဲ့ရိပ်ရောင်တွေရှိလို့နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ကတဲ့ပါဝင်မိသားစုဝင်တွေအားလုံးဟာလည်းခြံထဲမှာစုဝေးထိုင်လိုက်ကြပြီးရွာသားတွေရဲ့ဒုက္ခတွေကိုနားထောင်ပေးခဲ့ကြပါတယ်။ရွာသားတွေဟာရာရှိကိုဓာတ်နဲ့ထိုးတက်ခဲ့တာဟာသူတို့ကိုယ်တိုင်ဖြစ်ကြောင်းဝန်ခံပြောဆိုခဲ့ကြပေမဲ့အဲ့လိုလှုပ်ဆောင်ခဲ့ရတာဟာဘာရာဒါရက်တီရဲ့အချက်ကိုင်းနှိမ့်ဆက်ညှဉ်းပန်းမှုတွေကြောင့်သာဖြစ်တယ်လို့ပြောဆိုခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာကာတစ်ကတော့ဘေးကနေနားထောင်နေခဲ့ပြီးဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုတွေးနေခဲ့ပါတယ်။ရွာသားတွေဟာတရားရုံးမှာတပ်တွေထွက်ဆိုပေးဖို့အစဉ်သင့်ရှိနေခဲ့ကြပြီးဘာရာဒါရက်တီဟာသူတို့ရဲ့ဘဝတွေကိုဘယ်လိုဖျက်ဆီးခဲ့လဲဆိုတာကိုလည်းပြောပြဖို့ဆုံးဖြတ်ထားခဲ့ပါတယ်။အဲဒီနောက်ရဲရရှိဗီကရန်ကသူဟာရွာသားတွေဘက်ကရက်တီပေးမဲ့အပြင်ဘာရာဒါရက်တီရဲ့အမှုတွဲတွေကိုလည်းဖော်ထုတ်ပေးပါမယ်လို့ကတိပေးခဲ့ပါတယ်။ဒီရဲ့အကြောင်းအရာကိုသိရှိခဲ့တဲ့ကက်စတူရီကတော့ရွာသားတွေအတွက်စိတ်ပူနေခဲ့ကြပြီးနောက်ဆုံးမှာရွာသားတွေကပဲထောင်ချပြီးဘာရာဒါရက်တီကလွတ်မြောက်သွားမှကိုလည်းစိုးရိမ်နေခဲ့ပါတယ်။အဖိုးရှီဗာရာကတော့ကက်စတူရီယာအရန်မစိုးရိမ်ဖို့နဲ့ရဲရရှိဗီကရန်ကိုလည်းယုံကြည်လို့ရကြောင်းပြောဆိုနှစ်သိမ့်ခဲ့ပါတယ်။တစ်ဖက်မှာလည်းအာနာယပါတီကဘာရာဒါရက်တီကိုအမတ်လောင်းနေရပေးမယ်လို့သတင်းတွေထွက်ပေါ်လာခဲ့တာကြောင့်ဘာရာဒါရက်တီလည်းပျော်ရွှင်နေခဲ့ပြီးသူ့ရဲ့တပည့်တွေကိုအောင်ပွဲခံဖို့ပါတီပွဲတစ်ခုကိုစီစဉ်ပေးခဲ့ပါတယ်။အဲဒီချိန်ရဲစကန်တစ်ခုရဲ့သတင်းစာရှင်းလင်းပွဲမှာထူးခြားတဲ့လှည့်ပြောင်းတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ကိုဗင်ဒါဘာကိုတက်ခဲ့ပါတယ်လို့ဝန်ခံထားခဲ့တဲ့ဦးစာဆိုတဲ့လူတစ်ယောက်ကိုရဲတွေကဖမ်းဆီးထားခဲ့တာလည်းဖြစ်ပါတယ်။သတင်းတောက်တွေရှင်းမှာတော့သူဟာကိုဗင်ဒါဘာကိုဘလို့တက်ခဲ့လဲဆိုတာကိုအသေးစိတ်ရှင်းပြနေခဲ့ပါတယ်။ဒါပေမဲ့ကတဲ့ရဲ့ပြည့်ရဲ့ကြောင့်အဲလူဟာတကယ်တော့လူသက်သမားမဟုတ်ပဲပတ်စံယူပြီးအဖြစ်ကိုခေါင်းခံပေးတဲ့လူတစ်ယောက်သာဖြစ်နေခဲ့ပါတယ်။ကတဲ့နဲ့စစ်တာဘာဟာအဲလူကိုဖိအားတွေပေးပြီးမိပြန်ခဲ့တဲ့ခါမှာတော့သူကိုအမှုကိုခေါင်းခံဖို့အတွက်ရူပီ350ပေးထားတဲ့လူဟာဘာရာဒါရက်တီဖြစ်ကြောင်းလူပုံလဲမှာဖော်ထုတ်ခဲ့ပါတော့တယ်။ဒီသတင်းဟာတမျိုးလုံးကိုရိုက်ခတ်သွားခဲ့ပြီးဘာရာဒါရက်တီအတွက်တော့ကြီးမားတဲ့ထုံးတဲ့ချက်တစ်ခုဖြစ်သွားခဲ့ရပါတယ်။ဘာရာဒါရက်တီဟာဒီအချိန်မှာသူဟာအမတ်လောင်းနေရာအတွက်လက်မှတ်ရရှိတော့မဲ့ထိမ့်မှတ်ဖြစ်နောက်လိုက်တွင်တဲ့အတူအောင်ပွဲခံပျော်ပါနေခဲ့တာလည်းဖြစ်ပါတယ်။ရှမ်ပိန်ပလင်းတွေကိုဖောက်ပြီးကတ်ခုန်နေခဲ့တဲ့အချိန်မှာပဲပါတီဥက္ကဋ္ဌစီကနေဖုန်းဝင်လာခဲ့ပါတယ်။ဘာရာဒါရက်တီဟာလူတက်မှုမှာပဝင်ပတ်သက်နေတဲ့ဆိုတဲ့သတင်းတွေကြောင့်သူတို့ပါတီရဲ့အမတ်လောင်းနေရာကနေပယ်ဖျက်လိုက်ပြီးဖြစ်တဲ့အကြောင်းပြောဆိုခဲ့တဲ့ခါမှာတော့ဘာရာဒါရက်တီဟာဒေါသတကြီးနဲ့ဖုန်းကိုလွတ်ပစ်ခဲ့ပါတော့တယ်။သူပိုင်ဆိုင်ခဲ့တဲ့ဂုံတွက်တွေအားလုံးဟာတခဏချင်းမှပဲပျက်စီးသွားခဲ့ရပါတယ်။အခြေအနေတွေဟာပိုပြီးတော့တင်းမာလာခဲ့ပြီးဘာရာဒါရက်တီဟာကာတစ်ကိုဂလက်စားချေဖို့ကြံစီလာခဲ့ပါတယ်။သူဟာအင်ကြီးထဲမှာပူဇော်ပွဲတစ်ခုကိုပြုလုပ်ရင်းနဲ့နဖျားတွေစီမှာဆူတောင်းနေသလိုမျိုးဟန်ဆောင်နေခဲ့ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့တွေးတဲ့လူသက်ပွဲအတွက်ပြင်ဆင်နေခဲ့ပါတယ်။ဒါဖြစ်သူရဲ့စုံစမ်းသိရှိလာတဲ့သတင်းရဒီကိစ္စမှာကာတစ်ရဲ့လက်ချက်တွေဖြစ်ကြောင်းနဲ့အမားဖြစ်သူကက်စတူရီကလည်းသူ့ကိုအပူရဲတွေနဲ့တရားရုံးတင်ပြီးတရားစွဲဆိုနိုင်မှုပြင်ဆင်နေခဲ့ပြီဆိုတာကိုလည်းဘာရာဒါရက်တီတရားသိရှိသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ကက်စတူရီယာကားမောက်ပြီးအလုပ်ကိစ္စနဲ့အပြင်ကိုထွက်လာခဲ့ပါတယ်။သူမဟာကားလမ်းမပေါ်မှာအေးအေးဆေးဆေးကားကိုမောင်းနေတုန်းမှာပဲ
နောက်ကနေအရှိန်နဲ့လိုက်လာခဲ့တဲ့ကုန်တင်ကားကြီးစီးကသူမရဲ့ကားကိုတိုက်မိဖို့ကြိုးစားလာခဲ့ပါတယ်။ဂတ်စတူရီယာကားကိုထိန်းမောင်းဖို့ကြိုးစားနေခဲ့ပေမဲ့ကုန်တင်ကားကြီးဟာသူမရဲ့ကားကိုလမ်းဘေးကိုရောက်အောင်တွန်းပို့လိုက်ပြီးပြင်းထန်တဲ့ရင်တိုက်မှုဖြစ်သွားခဲ့ရသလိုဂတ်စတူရီယာပြင်းထန်တဲ့ဒဏ်ရာတွေရရှိသွားခဲ့ပါတယ်။ကားသစ်ဟာအဲ့ဒီသတင်းကိုချက်ချချင်းမှာပဲဆိုင်ကယ်နဲ့ရောက်ရှိလို့လာခဲ့ပြီးကားထဲမှာသူရိုက်နဲ့နင်းနေတဲ့သူ့ရဲ့အမကိုတွေ့မြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့ကဘာကြီးဟာပြိုပြတ်သွားသလိုခံစားခဲ့ရပါတယ်။စီယုံကိုရောက်ရှိလို့လာခဲ့တဲ့အခါမှာတော့ဂတ်စတူရီယာအရေးပေါ်ခွဲစိတ်ခန်းထဲမှာအသက်လုနေခဲ့ရတဲ့ခြေတွေဖြစ်နေခဲ့ပါတယ်။ကာသစ်ဟာစီယုံရှိမှစိုးရိမ်ကြီးနဲ့စောင့်ဆိုင်နေတော့မှာပဲဗာရာဒါရက်တီရဲ့နောက်လိုက်တွေဟာစီယုံထဲကိုဝင်ရောက်လာခဲ့ပြီးဂတ်စတူရီကိုထပ်မံလှုပ်ချန်ဖို့ကြိုးစားလာခဲ့ပါတယ်။ဒါပေမဲ့ကာသစ်ဟာဒီတစ်ခါတော့ဘသူ့ကိုမှလွတ်မပေးတော့ပဲစီယုံဝင်းထဲမှာပဲဗာရာဒါရက်တီရဲ့လူတွေကိုတယောက်ချင်းစီလိုက်လံနှိမ်နင်းခဲ့ပါတယ်။သူ့ရဲ့ဒေါသတွေဟာအထွတ်ထိပ်ကိုရောက်ရှိနေခဲ့ပြီးသူ့အမကိုထိခိုက်အောင်လုပ်တဲ့လူတိုင်းကိုလည်းသူ့ကျွေးဆက်ဖို့ဆုံးဖြတ်ထားခဲ့ပါတယ်။စီယုံရဲ့လူနာတင်ရင်တွေကြားထဲမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးကာသစ်ဟာသူ့ရဲ့ကိုယ်ခံပညာစွမ်းရည်တွေကိုအပြည့်အဝသုံးချပြီးရန်သူတွေကိုချိန်မုံနေခဲ့ပါတယ်။ဗာရာဒါရက်တီကတော့အိမ်ကနေပြီးဗီဒီယိုကောနဲ့ဒီဖြစ်ရပ်တွေကိုကြည့်ရှုနေခဲ့ပြီးကာသစ်ကိုလည်းလှောင်ပြောင်တယောနေခဲ့ပါတယ်။ဒါပေမဲ့ကာသစ်ဟာဗာရာဒါရက်တီကိုတရားရုံးမှာပဲအပြတ်ရှင်းဖြစ်ဖို့ဆုံးဖြတ်ခဲ့ပြီးသူ့ရဲ့ကြံစီတွေကိုစတင်ခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့တရားရုံးချိန်တွေကိုရောက်ရှိလာခဲ့ပါတယ်။ကာသစ်ဟာတရားခံဖြစ်နေရက်တီနေခဲ့ပေမဲ့သူဟာတရားသူကြီးရဲ့ရှေ့မှာအမှန်တရားအလုံးကိုဖော်ထုတ်ခဲ့ပါတယ်။သူဟာကိုဗင်ဒါဘာကိုတတ်ခဲ့တာမှန်ကန်ကြောင်းဝန်ခံပြောဆိုခဲ့ပေမဲ့အဲ့လောက်ရက်တွေရဲ့နောက်ကွယ်မှာဗာရာဒါရက်တီရဲ့စိတ်ခိုင်းမှုတွေရှိနေခဲ့ကြောင်းသက်သေတွေနဲ့တကွတင်ပြခဲ့ပါတယ်။ဗာရာဒါရက်တီဟာတရားရုံးထဲမှာရှိနေခဲ့ပြီးသူ့ရဲ့ပြစ်တွေကိုညှင်းဆိုဖို့ကြိုးစားနေခဲ့ပေမဲ့အားသင်ပေါ်ရာသူ့ရဲ့ဇနီးကိုယ်တိုင်ကဗာရာဒါရက်တီရဲ့ရုံးမာမှုတွေကိုတရားရုံးမှာသက်သေအဖြစ်ထွက်ဆိုပေးခဲ့ပါတယ်။ဂတ်စတူရီကလည်းဒဏ်ရာတွေနဲ့ပဲတရားရုံးကိုရောက်လာခဲ့ပြီးကာသစ်ဟာသူမကိုကာကွယ်ဖို့အတွက်ဒီလိုတွေလှုပ်ဆောင်ခဲ့ရတာဖြစ်ကြောင်းတရားသူကြီးကိုပြောပြခဲ့ပါတယ်။တရားသူကြီးဟာဗာရာဒါရက်တီနဲ့ကာသစ်ကို14ရက်ကြာချုပ်နှောင်ထားဖို့အမိန့်ချမှတ်ခဲ့တဲ့အခါမှာတော့ဗာရာဒါရက်တီဟာထိမ့်တိုင်သိမ့်မြဖြစ်သွားခဲ့ရပါတယ်။တရားရုံးကထွက်မှာတော့ဗာရာဒါရက်တီဟာဇနီးဖြစ်သူကိုသူ့ကိုတစ္ဆာဖောက်ခဲ့တဲ့အတွက်ဒေါသတွေနဲ့ပြောဆိုနေခဲ့ချိန်မှာဇနီးဖြစ်သူကသူဒီလိုထုတ်ဖော်ပြောပြလိုက်ရတဲ့နောက်ွယ်မှာကာသစ်ရဲ့ချင်းချောက်ကြက်ကင်မှုရှိနေကြောင်းသူတို့ရဲ့သားဖြစ်သူကိုကာသစ်ကဖမ်းဆီးထားခဲ့ပြီးသားဖြစ်သူရဲ့တပ်နဲ့အချက်ကင်ချင်းချောက်ခဲ့တာကြောင့်သူမအနေနဲ့လှုပ်ဆောင်ခဲ့ရတာဖြစ်ကြောင်းပြောပြခဲ့တဲ့အချိန်မှာတော့ဗာရာဒါရက်တီရဲ့ဒေါသတွေကယေစုမတ်ကိုရောက်ရှိသွားခဲ့ပြီးရဲတွေကိုတွန်းဖက်ကကာသစ်ကိုတပ်ဖို့အတွက်ဓာတ်ချောင်းနဲ့ပြေးဝင်လာခဲ့ပြီးကာသစ်ကိုဓာတ်နဲ့ထိုးနှက်ခဲ့ပါတော့တယ်။အဲဒီအချိန်မှာပဲဂတ်စတူရီယာရဲရရှိဗီကရန်ရဲ့တနက်ကိုယူပြီးဗာရာဒါရက်တီကိုပြစ်ခတ်ခဲ့ပါတော့တယ်။ဗာရာဒါရက်တီဟာတနက်တန်ရနဲ့နောက်ကိုလွတ်ဆင်သွားခဲ့ပြီးတရားရုံးရှိကချုံထက်တဲ့တန်တိုင်းတွေပေါ်ကိုပြုတ်ချသွားခဲ့ပြီးအသက်ပြောက်သွားခဲ့ပါတယ်။ဒီလိုနဲ့မတရားမှုကိုလှုပ်ဆောင်ခဲ့တဲ့ဗာရာဒါရက်တီဟာသူကိုယ်တိုင်ဖန်တီးခဲ့တဲ့ကံကြမ္မာဆိုးရဲ့ဒဏ်ခတ်ခြင်းကိုခံလိုက်ရတာပဲဖြစ်ပါတယ်။ကာသစ်ကိုတော့ဇီယုံကိုအချိန်မီပို့ဆောင်ပေးနိုင်ခဲ့တာကြောင့်အသက်အန္တရာယ်ကနေကင်းလွတ်ခဲ့ရပါတယ်။လာနေငယ်ချမ်းမြင်ပြီးတဲ့နောက်မှာတော့ကာတီရီမျိုးလေးဟာပြန်လည်အေးချမ်းသွားခဲ့ပါတယ်။ကာသစ်ဟာသူမရဲ့ဆန္ဒတိုင်းအမေရိကကိုသွားဖို့အတွက်ပြင်ဆင်ပြီးသွားခဲ့ပါပြီ။သူတို့ဟာမြို့သူမြို့သားတွေအတွက်အောင်ပွဲတစ်ခုကိုပြုလုပ်ပေးခဲ့ကအဖြစ်မှန်တွေကိုနားလည်သွားခဲ့တဲ့စစ်သားဘာကိုယ်တိုင်လယ်သမားတွေရဲ့ညီရစာချုပ်တွေကိုပြန်လည်ပေးရခဲ့သလိုသူကိုယ်တိုင်လည်းမြို့ရဲ့ကျိုးကိုတဲဖို့အမတ်နေရာဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးအမတ်တူဖြစ်လာခဲ့ပါတယ်။ကာသစ်ဟာလည်းသူ့ရဲ့တိတ်ကဒဏ်ရာတွေကိုကုစားနိုင်ခဲ့ပါတယ်။ဂတ်စတူရီဟာကာသစ်ကိုဂုဏ်ယူစွာနဲ့ကြည့်နေခဲ့ပြီးသူတို့မောင်နှမနှစ်ယောက်ဟာတယောက်ကိုတယောက်ဖလဲတကင်းနဲ့နှုတ်ဆက်လိုက်ကြရင်ဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ Recover Channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။စကားလေးကိုအချိန်မီကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ပါတယ်။